ရာသခင်ရဲ့ကြီးစုတော်ချီးမွမ်းတယ်ကျွန်တော်တို့နှုတ်ကပတ်တော်အပြင်တက်တာကိုခေါင်းရင်ဆောက်ဖြစ်ပါတယ်အမှန်တရားကိုကြိုက်တာတကယ်တော့လူတွေအမှန်တရားမကြိုက်ပါဘူးကိုမှန်တယ်ထင်တဲ့ဟာကိုပဲကြိုက်ကိုနဲ့အတွေးခေါ်မတူရင်ကြိုက်တော့မပေါင်းတော့စန့်ကျင်မှဖြစ်တယ်ဒါပေမဲ့အမှန်တရားကလည်းဘာလဲဆိုပြီးကိုရှိတာလူတွေကကိုမှန်တယ်ထင်တဲ့ဟာကိုပဲမှန်တယ်လို့ကိုရှုတော့ကြည့်တာဒါကြောင့်မို့ဖခင်ရဲ့အမှန်တရားကအင်မတန်ရေးကြည့်ပါအဲ့ဒီဖခင်ရဲ့အမှန်တရားကိုတော့တမန်တရားလို့ခေါ်ပါဒါကြောင့်မို့တမန်တရားကိုကြိုက်တာဘုရားနှုတ်ကပတ်တော်တမန်တရားကိုနှစ်သက်တာဒါဝိမင်းကြီးကတော့ဘုရားရဲ့နှုတ်တော်ထွက်တရားတော်ပါတဲ့ရွှေငွေအထောင်အတောင်းထက်မကသူနှစ်သက်တယ်သူ့ရဲ့အသက်တာထဲမှာဘုရားရဲ့စကားကိုသူနှစ်သက်တယ်ကျွန်တော်ယုံကြည်သူဘုရားသားသမီးကဘုရားစကားကိုဘုရားနှုတ်တော်ထွက်ဘုရားရဲ့တမန်တရားကိုတကယ်နှစ်သက်ရတာအခါလေးကျရင်ကျွန်တော်ကကိုယ့်အတွေးခေါ်တဲ့ကိုလိုချင်တာဘာလို့လဲဆွဲလိုက်ကျမ်းစာဖတ်ရင်လေကိုကြိုက်တဲ့ကျမ်းပိုက်ကြီးကိုလိုင်းတားတာကျမ်းတဲ့ကျမ်းပိုက်ကလည်းမဆိုင်နော်အော်ခေါ်ရတဲ့ပြည်စုံစီတော်မူသောခရစ်တော်အပြင်ခတ်သိမ်းတော်မူငါတဆွမ်းနိုင်အဲ့ဒါလေးလိုင်းတားတာနော်ငါ၏ဘုရားသခင်သည်ဘုန်းအောင်လူပေါ်၌စံပယ်တော်မူသောစီးစိမ်ရှိသည့်တိုင်ယေရှုခရစ်အားဖြင့်သင်တို့လိုရှိသမျှကိုပြည့်စုံစေဟာအလိုရှိသမျှပြည့်စုံစေဒါဟာတကယ်တော့ကျွန်တော်လူချင်းတာပဲဘုရားသခင်စီမှာကျွန်တော်တောင်းတတတ်တောင်းကြတော့တောင်းနေရမည်ဒါလားကျွန်တော်တို့ဆုတောင်းတာဘုရားပေးတာပြီးပါတယ်ပြီးပါဒါပေမဲ့တစ်ခါတည်းမှာဘုရားပေးတဲ့ဟာကျွန်တော်လက်မခံနိုင်ဖျားပေးတိုင်းကျွန်တော်လက်ခံတာဖျားပေးတဲ့အဖြေတိုင်းလက်ခံတာလက်မခံဘူးကိုလိုချင်တဲ့အဖြေကိုပဲဖျားပေးသေးတယ်ဖျားကိုလိုချင်တဲ့အဖြေပဲပေးပါတကယ်တော့ကျွန်တော်လိုချင်တဲ့အဖြေကဖျားရဲ့တမန်တရားအလိုတော်နဲ့မညီဘူးဆိုတော့ကျွန်တော်နားမလဲဒါမှမဟုတ်လေကိုလိုချင်တာပဲဖျားကိုတောင်းတယ်ဒါမှမဟုတ်သင်တမန်တရားကိုတကယ်နှစ်သက်ရတာဖျားတမန်တရားကိုတကယ်နှစ်သက်မှသင်အသက်တာလွတ်မြောက်ခြင်းရှိမှာဒါကြောင့်လူအပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်။ဘုရားသူ့ရဲ့တမန်တရားကိုသူ့ရဲ့အလိုတော်ကိုသိစေခြင်း။အဲ့ဒီတမန်တရားကိုသိမှာတဲ့သင်သိသောတမန်တရားသည်သင်ကိုလွတ်လိမ့်မည်တဲ့။ You shall know the truth shall make you free ကျွန်တော်တို့အသက်တာလွတ်မြောက်ခြင်းဆိုတာကတကယ်စစ်မှန်တဲ့တမန်တရားကိုသိမှလွတ်မြောက်မှာ။ကိုယ်ဝန်ခံခြင်းနဲ့အရာဝန်ခံရင်မလွတ်မြောက်ဘူး။ရှင်းမွန်းတော့ခဏပဲဒီမှာလာတော့ခဏပဲဝိပုကိုးကွယ်နေတော့ခဏပြန်သွားကြည့်လိုက်ကို့အလုပ်ထဲကိုပြန်ရောက်ကြည့်လိုက်စိတ်ကလေဒုံရင်ပြန်ဖြစ်တယ်အဲ့ဒါတကယ်စစ်မှန်တဲ့လွတ်မြောက်ခြင်းကိုစစ်မှန်တဲ့လွတ်မြောက်ခြင်းဆိုဘယ်အခြေအနေမဆိုကြိုက်တဲ့အခြေအနေလားလွတ်ကိုလွတ်မြောက်တယ်ဘယ်အရာကမှအဲ့ဒီလွတ်မြောက်ခြင်းကိုတားဆီးလို့မရကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းဆိုတော့ကကျွန်တော်တို့ကဘယ်အခြေအနေပေါ်မူတည်ထားတယ်ကောင်းတဲ့အခြေအနေပေါ်မူတည်ထားတယ်ဥပမာကျမ်းမာရင်ငါလွတ်မြောက်သွားတယ်အဆင်ပြေရင်ပါပြီလေငါတို့ကလွတ်မြောက်တော်သူဖြစ်တယ်။ဘာအခက်အခဲဒုက္ခမှမရှိငါတို့ကလွတ်မြောက်တော်သူဖြစ်တယ်။ပေါ်လူနဲ့သီလတို့နှက်ဝင်တဲ့မျိုးသမီးကိုနှဆိုးနဲ့ထုတ်တဲ့ခါမှာဘယ်ထဲရောက်သွားလဲသလား။ဟောင်းထဲရောက်သွား။ဘုရားတမန်တရားကိုဟောနေတဲ့လူတွေဘုရားနှုတ်ကပတ်တော်ဟောနေတဲ့လူတွေတကယ်ဆိုရင်ဘုရားကဘာလို့လဲချီးမြှောက်ကြပါလေဟိုတယ်မှာထားရမှာပေါ့။အခုဟိုတယ်မရောက်ဘယ်ရောက်သွားလဲ။ထောင်ထဲရောက်သွားတယ်။ဟာဘုရားနဲ့မဆက်ကတ်လို့လားမသိဘူး။မဟုတ်ဘူးတော့ဘဝမှာအဆိုးတွေကြုံလာတိုင်းဒါဖျားပေးတဲ့အဖြေမဟုတ်ဘူးလို့မခံယူဖို့လည်းအင်မတန်ရေးကြီးတယ်ဖျားကအကောင်းတွေလည်းပြင်ဆင်ထားတယ်အဆိုးတွေလည်းပြင်ဆင်ထားတယ်အဲ့ဒီအဆိုးကကျွန်တော်တို့ကဆိုးတယ်လို့ထင်တာတကယ်တော့ကျွန်တော်တို့အကျိုးအတွက်ဖြစ်တယ်ဘဝမှာအဆိုးတွေကကျွန်တော်အကျိုးအတွက်အဲ့ဒီထောင်ထဲရောက်သွားရခြင်းကထောင်မှုမိသားစုကြောင်းတဲ့ကိုအကြောင်းဖြစ်သွားတယ်အာမင်ဒါပေမဲ့ကျွန်တော်မသိလိုက်ပေါ်လို့နဲ့သိလာလည်းသိမှာမဟုတ်ဘူးဒါပေမဲ့ထောင်ထဲရောက်သွားတဲ့အချိန်မှာပေါ်လို့နဲ့သိလာတော့ဒဏ်ရာတွေအရိုက်ခံထားရတယ်သွေးတွေထွက်နေဘုရားအမှုတော်လဲဆောင်ရသေးတယ်ဘုရားနဲ့လည်းသွားလာသေးတယ်ဘာလို့သူများရိုက်တာခံရဘုရားသားသမီးကွာဘယ်သူမှငါ့ကိုထိလို့မရအောင်ကျွန်တော်ဒီလောက်တာထိရုံမကောင်းမှသွေးပါထွက်တာဒါပေမဲ့အဲ့ဒီပုံ
မှာသူတို့စိတ်ပြတ်သွားလားလုံးဝစိတ်မပြတ်ဘယ်အရာကမှသူတို့ကိုစိတ်ပြတ်သွားအောင်လုပ်လို့မရတော့အဲ့ဒါလွတ်မြောက်ခြင်းအစစ်မှန်ဘယ်အချိန်တွေကမှသူတို့ဝမ်းနေသွားအောင်လုပ်လို့မရတော့ထောင်ထဲမှာဝမ်းနေနေရမှာငိုနေရမှာပေါ်လို့နဲ့တိလာတော့တယောက်နဲ့တယောက်ဖတ်ပြီးတော့နော်ကိုယ်လည်းတနာအေးကွာမင်းလည်းအမှုတော်ဆောင်ငါလည်းအမှုတော်ဆောင်ငါတို့နှစ်ယောက်လုံးပဲတယောက်လည်းထောင်ထဲရောက်အဲ့ဒါဖတ်ပြီးတော့ငိုရမှာတယောက်နဲ့တယောက်လုံးဝစိတ်မပြတ်ဘူးတကောင်ရံချိန်ပါတဲ့ပေါ်လို့နဲ့တိလာတော့ဘာလုပ်လဲဘုရားကိုချီးမွမ်းတယ်တကယ်တော့ချီးမွမ်းစရာကောင်းတဲ့နေရာမဟုတ်သူတို့ရောက်တဲ့နေရာဟိုတယ်မဟုတ်တဲဖို့ကံမဟုတ်ထောင်ထဲမှာရောက်သွားတာခန္ဓာကိုယ်မှာဘာတွေဖြစ်နေတာနာကျင်ကြိုက်ခဲနေတာတွေးတွေထွက်ဒါပေမဲ့ချီးမွမ်းတယ်ကျွန်တော်ဘေးကခုနေကြည့်ပေါ်လူနဲ့သီလာတို့ထောင်ထဲကလွတ်ဖို့အတွက်ချီးမွမ်းတာလုံးဝမဟုတ်ဘုရားသခင်ထောင်ထဲမှာမနေခြင်းဒီအခြေအနေကနေလွတ်မြောက်ဖို့ကိုရောမှားစားပါလုံးဝအဲ့ဒီထောင်ထဲကလွတ်ဖို့အတွက်ချီးမွမ်းတာမဟုတ်အထဲထဲမှာလွတ်မြောက်နေလို့ချီးမွမ်းတာလွတ်မြောက်ခြင်းရဲ့အစစ်မှန်ကဘယ်ထဲမှာရှိလဲတင့်အထဲထဲမှာရှိတယ်ဘယ်ပြင်ပအခြေအနေမှာတင့်ကိုချုပ်နှောင်ထားလို့မရတန်ကြိုးတွေကချုပ်ထားလို့မရထောင်တကားတွေတော့ခလောက်တွေကချုပ်ထားလို့မရအထဲထဲမှာလွတ်မြောက်နေတာစာတန်ဘလို့မှမတတ်နိုင်တော့လက်မြောက်အရှုံးပေးရတယ်ဖယားသခင်ကသူ့ရဲ့သားသမီးတွေကိုအဲ့ဒီလိုဖြစ်စေချင်တာဘယ်လောကဘယ်အရာကမှတင့်ကိုရှုံးသွားအောင်လုပ်လို့မရတော့သင်ဒီဖျားကြောင်းထဲမှာပဲလွတ်မြောက်နေတာမဟုတ်အပြင်ရောက်သွားရင်လည်းလွတ်မြောက်နေရမယ်သူများတွေနဲ့ဆက်ဆံရင်လည်းသင်သက်တာလွတ်မြောက်နေရမယ်လွတ်မြောက်ခြင်းအစစ်မှန်အထဲထဲမှာဒါကြောင့်ပေါ်လူနဲ့သီလာတို့ကိုဘယ်တန်ကြိုးမှာဘယ်ထောင်တကားမှခြိထားလို့မရသူတို့လွတ်မြောက်စွာနဲ့ချီးမွမ်းတယ်ထောင်ထဲကလွတ်ချင်လို့ချီးမွမ်းတာမဟုတ်တော့ထောင်တကားတွေပွင့်သွားတယ်မပြေးဘူးထောင်ထဲကလွတ်ချင်ပြေးရမှာဟာလွတ်ပြီကွာကျေးဇူးတော်ပဲထောင်တကားတွေပွင့်သွားတယ်ဆိုပြီးလုံးဝမပြေးဘူးထောင်ဘူးကလာတဲ့အခါမှာသူ့ကိုယ်သူဆူဆိုင်းလုပ်ဖို့တတ်တယ်ကိုကြိုးစားတယ်မလုပ်နဲ့တဲ့အားလုံးဒီမှာရှိတယ်ကိုတတ်မသိပါနဲ့အဲကြောင့်မို့ကိုတတ်သိခြင်းကိုဘုရားခင်လက်မခံဘူးကိုမတတ်သိနဲ့အဲ့ဒီမှာထောင်မှုနဲ့မိသားစုကိုသခင်ရှုကြောင်ပြောတဲ့အခါတမိသားစုလုံးသူ့ငယ်သားတွေပါပြောင်းလဲပြီးတော့အဲ့ဒီညမှာပဲဘာဒီဇန်ပြင်ကလာတယ်အဟောစရာပေါ်လူနဲ့တိလာလို့ထောင်ထဲရောက်သွားတာအကြောင်းရှိပါတယ်ဘယ်သူပြောင်းလဲဖို့လဲထောင်မှုနဲ့မိသားစုပြောင်းလဲသင်ဘဝအသက်တာထဲမှာအခက်ခဲတွေပြဿနာတွေကြုံတွေ့တယ်ဆိုတာလည်းအကြောင်းရှိပါတယ်ဘုရားသခင်ကရည်ရွယ်ချက်ရှိတခါတည်းမှာဒုက္ခအခက်ခဲတွေကိုပြေးတွေ့တယ်ဒါပေမဲ့ဘယ်သူကြိုက်လဲဒုက္ခအခက်ခဲဘယ်သူမှမကြိုက်ပါဘူးဒါပေမဲ့အဲ့ဒီအခက်ခဲတွေကဘုရားသခင်ရဲ့အကြံစီထဲမှာပါဝင်နေတဲ့အရာဖြစ်တယ်အဲဒါမို့တမန်တရားကိုသင်တကယ်နှစ်သက်ဖို့အင်မတန်ရေးကြီးတယ်တမန်တရားကပဲသင်ကိုလွတ်မြောက်ခြင်းပေးတာကျွန်တော်တို့အားလုံးကကောင်းတဲ့အခြေအနေတိုင်းအတွက်ချီးမွမ်းတတ်ပါတယ်ဝမ်းမြောက်တတ်ပါတယ်ဒါပေမဲ့ဆိုးတဲ့အခြေအနေအတွက်ဘယ်သူချီးမွမ်းဘူးလဲအခါတည်းမှာဖယားသခင်စီကလာတဲ့အဖြေကကျွန်တော်တို့လိုချင်တဲ့အဖြေနဲ့မကိုက်တဲ့အခြေအနေတွေကြုံပါလိမ့်။တော့ခုနအနိတသိခံတဲ့ခါမှာဆုတောင်းတဲ့ခါမှာအဖြေရတယ်။ကိုလိုချင်တာနဲ့တစ်ထပ်ထဲပါလို့လေကြား။အဲ့ဒီအခြေအနေလည်းကြုံပါပါ။ဘာလို့ဖယားသခင်ကကျွန်တော်တို့ဆုတောင်းတဲ့အောင်ဘာလို့လာလဲ။နားညောင်းတဲ့ဖယားဖြစ်။ကျွန်တော်တို့ဆုတောင်းတဲ့အတိုင်းဖယားသခင်ကျွန်တော်တို့ရဲ့လိုချင်တာနဲ့ဖယားပေးတာနဲ့တစ်ထပ်ထဲကြားတဲ့အခြေအနေလည်းရှိပါလိမ့်မယ်။အဲ့ဒီအခြေအနေတွေလည်းကျေးဇူးတော်ချီးမွမ်းပါ။ဒါပေမဲ့ကိုတောင်းတဲ့ဟာနဲ့ဖယားပေးတဲ့ဟာနဲ့တစ်ထပ်ထဲမကြားတဲ့အခြေအနေလည်းရှိဒါပေမဲ့အဲ့ဒီအခြေအနေတွေလည်းမလုပ်တတ်ဖို့လို့လေချီးမွမ်းတတ်ဖို့လို့လေတမန်တော်ရှင်ဘောလို့ဆုတောင်းတာအဖြေမရတဲ့ဆုတောင်းတယ်ပေါ့အဖြေမရဘူးဆိုတာကသူလိုချင်တဲ့အဖြေမရတာပြောတာနော်ကျမ်းစာထဲမှာရေးထားတယ်နော်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7အပိုင်းငယ်8ကိုနှစ်ပိုက်ကိုကြည့်တဲ့အခါမှာရှင်ဘောလူကစူးရှိတယ်ကျမ်းပညာရှင်တွေအများစုကတော့ဘိုက်အောင့်တယ်လို့ပြောတယ်တချို့ကလည်းခေါင်းကိုက်တယ်လို့ပြောတယ်အဲ့ဒီဘိုက်အောင့်တဲ့ဝေဒနာကိုတဲ့ပျောက်ဖို့ရန်အတွက်တဲ့ဖယားသခင်စီမှာဘယ်လောက်ဆုတောင်းလဲထိုစင်းရဲခြင်းနဲ့ကင်းလွတ်မိအကြောင်း၃ချိန်မြောက်အောင်သခင်ဖယားကိုငါဆုတောင်း၍အတနာတော်ခံပြီးလေအဲ့ဒီဘိုက်အောင့်တဲ့ယောဂနဲ့ဘာလို့ဆင်းလို့လဲကင်းလွတ်ခြင်းလို့ဖယားသခင်ကျွန်တော်အမှုတော်ဆောင်နေရတာဒီဘိုက်အောင့်နေဟာပေါ်လူမင်းကသူများကိုဆူတောင်းပြီးတော့ယောဂပျောက်သွားတယ်သူများကိုဆူတောင်းပြီးတော့နှက်ဆိုးထွက်သွားတယ်သူများကိုဆူတောင်းပြီးတော့သေတဲ့သူတော်ဘာလို့လဲပြန်ရှင်းတယ်မင်းအလှည့်ကြတော့ကိုယောဂအတွက်ကိုပြန်ဆူတောင်းလို့ယောဂမပျောက်ပါလားသူများကဲ့ရဲ့စီဟာ
အပြစ်တင်စရာရှုံချစရာဖြစ်မှာဆိုလို့ကိုရောဒီຢာကရှက်စရာပဲကျွန်တော်ဒါကြီးကိုမဖြစ်ချင်ဘူးမကြုံချင်ဘူးကျွန်တော်ရဲ့ယောဂကိုပေးပြောက်ပါလို့3 ချိန်ပြောက်အောင်တစ်ချိန်မဟုတ်တော့3 ချိန်ပထမတစ်ချိန်ဆူတောင်းတယ်ဘုရားစီယာဖြစ်မလားဒုတိယချိန်ဆူတောင်းတယ်ဘုရားစီယာဖြစ်မလား3 ချိန်မြောက်အောင်ဆူတောင်းတော့မှဘုရားသခင်စီယာဖြစ်လာဘလို့ဖြစ်လဲကျွန်တော်တို့သာဆိုဘလို့ဖြစ်လို့ခြင်းလဲငါသားမင်းယောဂပျောက်ပြီဘာမှစိတ်ကူကြအောင်ဒီနေ့အဆိုင်မင်းကကျမ်းပါပြီဟာအဲ့ဒီဖြစ်လို့ခြင်းလားဟောပေါ်လို့လေလို့ခြင်းပါပဲဘုရားသခင်ဘလို့ဖြစ်ပေးလေအပိုက်ငယ်ကိုပါငါကျေးဇူးသည်သင်ဖို့လောက်ပေ၏ငါတကိုးသည်အားနေခြင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန့်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကိုးသည်ငါအပေါ်၌ကျိန်းဝတ်မည်အကြောင်းငါကိုယ်၌အားနေခြင်းဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းကတာ၍ငါလိုရှိကောရိန္သုဩဝါစာဒုတိယဆောင်အခန်းကြီး7နဲ့အပိုင်ကိုဘုရားစီကဘလို့ဖြစ်လာပျောက်ပြီဆိုတဲ့အဖြစ်မဟုတ်ငါဂျေဇုကမင်းတို့လုံလောက်တယ်ဘောလူမင်းထင်တာကကျမ်းမာမှာငါဂျေဇုရှိတယ်လို့ထင်တာမင်းမကျမ်းပါလေငါရဲ့ဂျေဇုကမင်းနဲ့တူရှိတယ်ငါမင်းကိုဂျေဇုပြုနေတဲ့ဘုရားဖြစ်တယ်ကျမ်းမာတဲ့အခြေအနေမှာလည်းမင်းနဲ့ငါအတူရှိတယ်မကျမ်းမာတဲ့အခြေအနေမှာလည်းမင်းနဲ့ငါအတူရှိတယ်လုံလောက်တယ်တဲ့ငါဂျေဇုကငါတကိုးဟာတဲ့အားနေခြင်းဖြစ်မှာဘာလို့လဲရှင်ဘောလူမင်းကအားကြီးတဲ့အချိန်မှာဖျားတကိုးစုံနေတယ်လို့ထင်တာမဟုတ်ဘူးတဲ့မင်းအားနေလေငါမင်းအသက်တာတွေကနေအလုပ်လုပ်လို့ရလေပဲမင်းအားကြီးရင်မင်းလုပ်တာဖြစ်သွားမှာပေါ့မင်းအားနေတဲ့ကြောင့်မင်းအသက်တာနဲ့ဖျားလှုပ်ခြင်းရပါလို့ပို့ပြီးတော့ပေါ်လွင်လာသေးတယ်ဒါကြောင့်မို့ရှင်ဘောလူကနားလေတော့တဲ့ခါမှာဖျားကိုဇွတ်တိုးပြီးတော့ယောဂပျောက်ဖို့စုမတောင်းတော့ထို့ကြောင့်ခရစ်တော်၏တကိုးသည်ငါအပေါ်၌ကျင်းဝတ်မိအကြောင်းငါကိုယ်၌အားနေခြင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နဲ့ဝါကြွားခြင်းကတာ၍ငါလိုရှိတယ်သူဘာဝါကြွားလဲသူခန္ဓာကိုယ်မှာရှိတဲ့အားနေခြင်းကိုတဲ့ဝမ်းမြောက်သောစိတ်နဲ့လူတွေကကိုယ်အားနေခြင်းကိုဖုံးထားတာပဲကိုယ်မိသားစုထဲမှာဆရာဝန်ဖြစ်သွားတဲ့လူကြွားတယ်မလားဟာကိုယ်ဖြစ်သွားတဲ့လူကြွားတာပေါ့ကိုယ်မိသားစုထဲမှာဘာမှသုံးစားလို့မရဘူးဆိုတော့သူရှိရင်အဲ့ဒီယောက်ျားမပြောနဲ့ဖွက်ထားလိုက်ဟောငါတို့မျက်နှာပြက်တယ်ငါတို့အမျိုးမျက်နှာပြက်တယ်နော်အားနေခြင်းဆိုလူကဘာလို့ထားလဲဖုံးထားတာပဲဒါပေမဲ့ရှင်ဘောလူကဘာပြောလဲသူဒီကျမ်းမိုက်ကိုမရေးလို့ရတယ်ဘသူ့အကြောင်းလဲသူ့အကြောင်းသူယောဂဖြစ်တဲ့အကြောင်းမရေးပဲခြံထားခဲ့လို့ရတယ်ဘယ်သူမှမသိဘူးဒါပေမဲ့သူယောဂဖြစ်တဲ့အကြောင်းကိုကျမ်းစာထဲမှာထည့်ရေးထားတယ်ယုံကြည်သူတို့သူဘာပြောချင်တာအဲ့ဒီအားနေခြင်းဖြစ်မှာလဲဖခင်ရဲ့တကိုးတော်ကစုံနေတယ်ဖခင်ဂျေဇုတော်လုံလောက်တယ်ဆိုတော့သိစေချင်တာအဲ့ဒီအားနေခြင်းဖြစ်ကိုတော့နဲ့ဝမ်းမြောက်သောစိတ်နဲ့ဝါကြွားခြင်းကတာ၍ငါအလိုရှိတယ်ပို့ပြီးတော့ငါဝါကြွားတယ်ငါကြောင့်လူဘယ်နှယောက်ပြောင်းလဲတယ်ငါဘယ်အသိတော်ကလည်းပါတီတောင်းတယ်အဲ့ဒါငါမကြွားဘူးလေငါအားနေတယ်တဲ့အားလုံးကယေရှုပဲလွတ်သွားတာပါတဲ့အဲ့ဒါကိုပဲသူကြွားတယ်ကြည်စမ်းဒီကျမ်းပိုက်ကိုတချို့ကျမ်းပညာရှင်တွေကရှင်ဘောလူခန္ဓာကိုယ်မှာဖြစ်တဲ့စူးကယောဂမဟုတ်ပါဘူးဒါတဘာအမျိုးသားတွေနှောက်ယှက်တဲ့အရာလို့တချို့ကပြောပါတယ်တကယ်တော့ရှင်ဘောလူမှာယောဂဖြစ်ကိုဖြစ်ခဲ့တယ်ကျွန်တော်ကျမ်းပိုက်ပြရှင်ဘောလူကိုယ်တိုင်သက်သေခံတဲ့ကျမ်းပိုက်ကလာတိဩဝါဒစာခန်းကြီး၄အပိုင်73ဂလာတိဩဝါဒစာခန်းကြီး၄အပိုင်73ဟုတ်ပြီဖတ်ကြည့်အောင်နော်ငါသည်ကိုနာချင်းယောဂနှင့်တကွအေဝံဂေလိတရားကိုသင်တို့အားအထက်ကဟောပြောကြောင်းကိုသင်တို့ရှင်ဘောလူကဘာလို့ယောဂဖြစ်တယ်မဖြစ်နိုင်ဘူးလေတလောက်ဖျားအတွက်အမှုတော်ဆောင်ဆိုဓမ္မတိကျမ်းစာကိုတစ်ဝက်လောက်ရေးခဲ့တာဩဝါဒစာ73ဆောင်ရေးခဲ့တယ်ဟေပြဲပွားရင်14ဆောင်ဒါကျမ်းစာအုပ်ဓမ္မတိကျမ်းစာကိုတစ်ဝက်နီးပါးလောက်ရေးခဲ့တဲ့ပုဂ္ဂိုလ်အသိတော်ပေါင်းများစွာတည်ထောင်ခဲ့တာတကယ်ဆိုရင်ဒီသခင်ခရစ်တော်ဖျားရဲ့အေဝံဂေလိသတင်းစကားကရှင်ဘောလူကြောင့်ပြန့်နှံ့တယ်လို့ပြောလို့ရတယ်သူနေရာဒေသတွေတွားပြီးတော့အမှုတော်ဆောင်တာဒါပေမဲ့သူ့မှာဘာဖြစ်နေယောဂဖြစ်နေမဖြစ်သင့်ဘူးလေဒါကြီးကဖျားနဲ့မဆက်ကပ်လို့လားရှင်ဘောလူကြီးဖျားနဲ့မှန်လို့လားမဟုတ်ဘူးနော်ဖျားနဲ့မှန်တယ်နော်ဖျားနဲ့တွားလိုက်နော်ဒါပေမဲ့ဘာဖြစ်လဲယောဂဖြစ်နေအဲ့ဒါကို तू ရှက်ပြီးတော့ဖုံးထားတာမဖုံးတော့ဘူး तू ပေါ်ပြလို့ကျမ်းစာထဲမှာထည့်ရေးလို့ကျွန်တော်ကသိအောင်သိရတယ်ဓမ္မသည်ငါသည်ကိုနာချင်း
ယောဂနဲ့တကွာအင်းဝင်ကလေးတရားကိုသင်တို့အားလူမှာယောဂဖြစ်နေတာယောဂလို့သူကရေးတာခန္ဓာကိုယ်မှာယောဂဖြစ်တယ်ဒါပေမဲ့အင်းဝင်ကလေးတရားကိုဘာလို့လဲဟောတယ်ဒါကြောင့်ခြေတော်စီတိုင်းယုံကြည်သူမှရင်ဘာယောဂမှမဖြစ်ရဘူးယုံကြည်သူမှရင်ဘာဆင်းရဲခြင်းမှမရှိရတော့ယုံကြည်သူမှရင်ဘာအခက်အခဲမှမရှိရတော့အဲ့ဒါမှားပါယုံကြည်သူမှရင်အဲ့ဒီယောဂကိုလည်းအောင်မြင်တယ်အခက်အခဲကိုလည်းအောင်မြင်တယ်ဆင်းရဲခြင်းကိုလည်းအောင်မြင်တယ်ဆိုတာမတွေ့မကြုံတော့တာပြောတာမဟုတ်ကြုံတွေ့ပေမဲ့အဲ့ဒီຢာတွေကြောင့်စိတ်မပြတ်သွားအောင်အဲ့ဒီຢာတွေကိုမဖုံးထားအောင်အဲ့ဒီຢာတွေကြောင့်ကျွန်တော်တို့ကိုဝမ်းနေသွားအောင်ကျွန်တော်တို့ကိုချုံနှောင်ထားလို့မရတော့ကျွန်တော်ကအမြဲတမ်းလွတ်မြောက်နေတော့ဖြစ်တယ်။ဘာယောဂပဲရှိအထဲထဲမှာလွတ်မြောက်အဲ့ဒီအသက်တာကစစ်မှန်တဲ့တမာတရားကိုဘုရားသခင်ကသိစေချင်တာအဲ့လိုမှမဟုတ်ရင်သင်ကကျမ်းမာမှဘုရားကိုချီးမွမ်းလိမ့်မယ်အစဉ်ပြေမှဘုရားကိုချီးမွမ်းလိမ့်မယ်အခက်ခဲတွေကြုံလာရင်အဲ့အခက်ခဲတွေကနေလွတ်မြောက်ခြင်းနဲ့စိတ်နဲ့ဘုရားကိုအတင်းအဓမ္မသင်ဟာဘုရားကိုအတင်းအဓမ္မလုပ်ခိုင်းနေတယ်တခါတည်းမှာဘုရားသခင်ကလေဒီလောက်ရှင်ဘောလူကြီးလို့အမှုတော်ဆောင်တဲ့သူတော်ယောဂပေးမပြောင်းဘာအောင်သိစေချင်တာမင်းလှုပ်တဲ့လှုပ်ဆောင်မှုအရာတစ်ခုစီတိုင်းကမင်းကြောင့်မဟုတ်ဘူးငါကြောင့်ဖြစ်တယ်ဆိုတော့ဘုရားကပေါ်လွင်စေချင်တာကြည့်လေရှင်ဘောလူသူများတော့သိတဲ့သူတော်ပြန်ရှင်အောင်လုပ်နိုင်တဲ့သူကသူ့ယောဂသူပြောင်းအောင်စုမတောင်းနိုင်တော့ဘူးဆိုရင်ဒါသူစုတောင်းလို့ပျောက်တာမဟုတ်ဘူးဖျားကြီးစုတော်ကြောင့်ဘာလို့လဲပျောက်တာဒါကြောင့်မို့တမန်ကျမ်းစာထဲမှာစုတောင်းလို့အဖြေမရတဲ့အကြောင်းတွေအများကြီးရှိပါတယ်ဒါဝိဘာစီဘာနဲ့ပြစ်မှားတဲ့အခါမှာသူစုတောင်းတယ်အဲ့ဒီကလေးအသက်ရှင်ဖို့အဲ့ဒီကလေးပြေဖို့တည်တယ်သူဘယ်လောက်စုတောင်းတော့ဘုရားသခင်အဖြေမပေးရတဲ့အကြောင်းရင်းရှိအဲ့ကလေးသာအသက်ရှင်ခဲ့ရင်ဘာသရှင်ဘာကအဲ့ကလေးကိုကြည်တိုင်းမှာဒါဝိငါ့ကိုစော်ကားထားတယ်ငါယောက်ျားကိုလည်းဘာဖြစ်တယ်ရှီထဲမှာတက်တယ်အဲ့ကလေးကိုကြည်တိုင်းမှာအဲ့ဒီနောင်တတရားနဲ့အဲ့ဒီအပြစ်တရားကြီးကပေါ်နေပါဆိုလို့ဘုရားပေးမရှင်ဒါကြောင့်မို့တခါတည်းမှာဘာလို့ဘုရားအဖြေမပေးလဲဆိုတာသူ့မှာအကြံစိတ်ရှိလို့ပါသင်ကနားလိုက်ခြင်းမှာနားလဲပါလေဒါကြောင့်သင်ဘဝမှာကြုံတွေ့တဲ့ဒုက္ခဆင်းရဲခြင်းပြဿနာယောဂါတွေကသင်ဆုံးရှုံးသွားဖို့သင်ကိုဘုရားသခင်ဒုက္ခခံစားဆိုပြီးတော့မချစ်လို့ပြီးတွေ့တာမဟုတ်သင်ကိုချစ်လို့ဖြစ်တယ်အဲ့ဒီຢာတွေအဲ့ဒီတမန်တရားကိုနားလဲမှာသင်အသက်တာအမှန်တကယ်လွတ်မြောက်မှာဖြစ်တယ်ကျွန်တော်ခရစ်ယာန်အသက်တာကအခြေခံအုံမြစ်ပေါ့နော်ဒီနေ့အနေငယ်တော့အချိန်လေးမှာဒါလေးဝေငှခြင်းခရစ်ယာန်အသက်တာရဲ့အခြေခံအုံမြစ်အဲ့ဒီအခြေခံအုတ်မြစ်မာရင်အကုန်မာတာ foundation လို့ခေါ်တယ်အဆောက်အဦတစ်ခုကိုစောက်တဲ့အခါမှာအောက်က foundation ကမခိုင်ဘူးဆိုရင်ငလင်သိမ့်မလို့အောင်အကုန်ပြိုမှာပဲအဲ့ဒီ foundation ကရေးကြည့်တယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးရဲ့အခြေခံအုတ်မြစ် foundation ကဘယ်ပေါ်မှာတည်ဆောက်ရမလဲအဲ့ဒီအခြေခံအုတ်မြစ်မာရင်အကုန်မာပြီဩဝါဒမှာမတည်ဆောက်ရဘူးဂိုင်းကနာမှာမတည်ဆောက်ရဘူးအယူဝါဒတစ်ခုမှမတည်ဆောက်အောင်လူပုဂ္ဂိုလ်ပေါ်မှာမတည်ဆောက်အောင်အဲ့ဒီအခြေခံအုတ်မြတ်လူမျိုးပေါ်မှာမတည်ဆောက်ရအောင်အဲ့ဒီအခြေခံအုတ်မြတ်သင်ရဲ့ခံစားချက်ပေါ်မှာလည်းမတည်ဆောက်ရအောင်သင်လိုချင်တာသင်ဖြစ်ချင်တာတွေပဲဝန်ခံဖို့ဘုရားကအလိုမရှိကျွန်တော်ယုံကြည်သူတွေဝန်ခံရင်ယေရှုနာမနဲ့ငါကျမ်းပါယေရှုနာမနဲ့ငါအစဉ်ပြေပြီယေရှုနာမနဲ့ငါချမ်းသာပြီအဲ့ဒါကဘုရားဝန်ခံခိုင်းတာသင်ဖြစ်ချင်တာလေကျွန်တော်ကိုဖြစ်ချင်တာကိုဝန်ခံတာဟုတ်တယ်မလားယေရှုနာမနဲ့သိမ့်ပိုက်အိမ်လေးမှာဖျားသွားရှစ်ခိုးတော့ယေရှုနာမနဲ့ဒီအိမ်ကိုသိမ့်ပိုက်ဒီရှင်ကလာတာဆရာရဲ့မလုပ်ပါနဲ့ဒီအိမ်လေးတော့ချမ်းသာပေးပါအနည်းနည်းတော့ပတ်စံစုပြီးတော့စောက်လာတာဆရာရဲ့သူများအိမ်လည်းရှောက်သိမ်းတာပဲကျွန်တော်ကယေရှုနာမနဲ့လက်တင်ပြီးတော့အဲ့ဒီကားအောင်သိမ့်တယ်ဟာဟောလာတာဆရာအဲ့ကားလေးတော့မလုပ်ပါနဲ့ဟောချမ်းသာအော်သူများကားလည်းသိမ့်တာပဲကျွန်တော်ကဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးကကိုကြားချင်တာကိုပဲနားထောင်တာကိုဖြစ်ချင်တာကိုပဲဝန်ခံတာတကယ်တော့ကျွန်တော်တို့ကအခြေခံ foundation မှားနေလို့ပါသင်ရဲ့စိတ်ခံစားမှုပေါ်မှာမရက်တည်လိုက်ပါနဲ့အဲ့ဒီစိတ်ခံစားမှုကိုရက်တည်တဲ့ရတာလေခဏတာအတော်တော့လွတ်မြောက်တယ်လို့ခံစားရတယ်ဝန်ခံတဲ့အချိန်မှာတော့ဟာဟောက်နေတာပဲကိုကအခုပဲတတိဖြစ်တော့အခုပဲအောင်မြင်ကြိုးကြားနာမည်ကြီးတော့မလို့ဒါပေမဲ့ဒီဖျက်ရှိခိုးတဲ့အချိန်ကနေထွက်သွားကြည့်လိုက်အလုပ်ပဲပြန်ရောက်ကြည့်အားမရှိတော့ဒါကြောင့်မို့ community ကဘာပြောလဲဆိုတော့ဘာသာရေးဆိုတာဘိန်းဆိုတာတဲ့လားဘိန်းဆိုတာစားနေတဲ့အချိန်တော့မေးတတိယကောင်းကင်ရောက်သွားသလိုလို့လွတ်မြောက်သွားတော့တော့လွတ်တော့ဒါပေမဲ့အဲ့ဒီသူ့ရဲ့မွေးစင်းဝါရဲ့အာနိသင်လည်းပြေသွားတော့ဟာကြောင်ချော်ရဖြစ်လာသူဟာမှစောက်တည်ရမရဖြစ်ကုန်ဒါ
ဒါကြောင့်ကျွန်တော်တို့ဟာဘုရားကျောင်းထဲမှာပဲဟာချီးမွမ်းနေတဲ့အချိန်ပဲအစဉ်ပြေဖို့လွတ်မြောက်နေဖို့အခြေအနေတိုင်းမှာမလုပ်နေဖို့လေအခြေအနေတိုင်းလို့ပြောတဲ့အချိန်မှာနော်ဒုက္ခရောက်တဲ့အခြေအနေရောကောင်းတဲ့အခြေအနေရောအကုန်ပါတယ်နော်အခြေအနေတိုင်းမှာလွတ်မြောက်နေတော့သူဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်ဒါကြောင့်ခရစ်ယာန်အသက်တာရဲ့အခြေခံအုတ်မြစ်ကနှုတ်ကပတ်တော်ဒီဟူသောတမန်တရားဒီဟူသောဖခင်ရဲ့စကားပေါ်မှာအခြေတည်ထားတယ်အကျင့်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်တယ်အဲ့ဒီလူကဘယ်ပေါ်မှာစောက်တာလဲကြောက်ပေါ်မှာအိမ်ကိုစောက်တဲ့သူနဲ့တူတယ်တော့ဖခင်စကားကိုကြားပြီးတော့မလုပ်ဖို့လို့လဲနားထောင်တင်းရဲ့အသက်တာကိုနှုတ်ကပတ်တော်ပေါ်မှာတိဆောက်ထားဖို့လိုအပ်တယ်ဒါမှတင်းတဲ့တာမပြိုလဲတော့ညမဆိုတင်းတဲ့တာပြိုလဲမှာစာတန်ကပွားပွားလေးကျွန်တော်တို့အထက်အများကြီးသူကျွန်တော်တို့ကိုဖြူလဲပျက်စီးဖို့တော့သူ့မှာအကြံစီအများကြီးရှိတယ်။ငါကတော့ကျန်းစာအုပ်ကိုစာတန်ကဖျောက်ကျန်းစာအုပ်မှန်သမျှမိရှုဒါပေမဲ့ तू ဘယ်လောက်လုပ်လို့မအောင်မြင်ဘူးစာတန်နီလန်ပြောင်းသွားပြီယုံကြည်သူအားလုံးပါပေးလိုက်ကျန်းစာအုပ်ပေးလိုက်ဒါလည်းမကောက်အောင်ဖုန်းထဲမှာမထည့်ထားဒါပေမဲ့တခါမှမဖတ်နဲ့တော့စာတန်အားလုံးလုပ်သွားတယ်တကယ်လို့ဖတ်ခဲ့ရင်လေကိုအတွေးခေါ်ကိုလူချင်တဲ့ဟာနဲ့ပဲဇာတိနဲ့ပဲဖတ်ဇာတိနဲ့ပဲဖတ်တော့ဖျားလိုတော့ကိုမသိတော့စာတန်ကကျမ်းစာမဖတ်ဖို့မလုပ်တော့နှုတ်ကပတ်တော့နားမထောင်ဖို့မလုပ်တော့ဒါပေမဲ့ကိုလူချင်တဲ့ဟာပဲနားထောင်ကိုရဲ့လူအိမ်အတွက်ပဲအမှဇာတိနဲ့ဖတ်တဲ့အခါမှာဖျားသမားတရားအစစ်မှန်ကိုမသိတော့ဒါကြောင့်မို့ဂိုင်းကနာတစ်ခုရဲ့အယူဝါဒပေါ်မှာသင်အတ္တတာကိုမတည်ထားပါနဲ့ဂိုင်းကနာမလို့လို့ပြောတာမဟုတ်နော်ဂိုင်းကနာလို့ပေါ့သူဂိုင်းကနာသူ့ယူဝါဒရှိအဲ့ဒီဂိုင်းကနာတွေပေါ်လာတဲ့အကြောင်းရင်းကလည်းဘယ်ပေါ်မှာတည်ထားတာလဲဂိုင်းကနာယူဝါဒဆိုတာတမန်ကျမ်းစာမဟုတ်ပါပဲတည်ထားတယ်ဒါပေမဲ့ဂိုင်းကနာကိုဆွဲရင်းနဲ့ကျမ်းစာဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆွဲလန်းရက်တည်ရမယ်ဆရာဂိုင်းကနာကိုဆွဲလိုက်တဲ့အခါမှာတခုခုဆိုဘာနဲ့စဉ်းစားလဲအော်ငါတို့ဂိုင်းနဲ့ငါတို့ဂိုင်းရဲ့အတွေးခေါ်ငါတို့ဂိုင်းရဲ့ဒီလိုဖြစ်တော့အယူဝါဒတစ်ခုပေါ်မှာတည်ထားရင်ကျမ်းစာပေါ်မှာတည်ရမယ်ဆိုတော့ငါတို့ဆရာပြောတာဟိုဆရာပြောတာဆိုတာဖြစ်သွားဒါမို့သင်ဟာဖခင်စကားကိုလွန်ကျူးလို့မဖြစ်ပါဘူးအရေးအကြီးဆုံးကငါရဲ့အသက်ရှင်ခြင်းကဖခင်စကားနဲ့မှန်ရဲ့လားမမှန်ဘူးလားအဲ့ဒါအရေးကြီးတယ်ဖခင်အကြောင်းကိုပြောတဲ့အခါမှာမှန်ကန်စွာပြောဖို့မှန်ကန်စွာနားလည်ဖို့အင်မတန်အရေးကြီးပါဒါမို့သင်ကိုယ်တိုင်ကိုယ်ကြကျမ်းစာဖတ်ပါသင်ကိုယ်တိုင်ကိုယ်ကြဖခင်နှုတ်ကပတ်တော်ကိုစင်ကြင်အောင်မေ့တတ်တော်သူဖြစ်ပါသည်တချို့ကကျမ်းစာအများကြီးဖတ်ရင်ကျမ်းစာအကြောင်းပြောရင်အဲ့ဒါဖာရီရှဲတွေပါကွာအဲ့လိုပြောတာများတော့ကျမ်းစာတော့မဖတ်ရတော့ဘာလို့ကျမ်းစာဖတ်ရင်ဖာရီရှဲဖြစ်မှာဆိုလို့ကျမ်းစာစစ်စစ်ကြည့်တဲ့နှစ်ဖွဲ့ရှိတယ်ကျမ်းစာထဲမှာတစ်ဖွဲ့ကဖာရီရှဲကဲသူတော့မဖြစ်ပါသေးနဲ့ကျမ်းစာပဲသိတယ်အသက်ရှင်တဲ့ဘုရားလည်းမသိနောက်ကျမ်းစာကိုစစ်စစ်ကြည့်ရှိတဲ့တစ်ဖွဲ့ရှိတယ်အဲ့ဒါဘေရိမြို့သားတွေဖြစ်တယ်ဘေရိမြို့သားတို့ဒီသက်တာလုံးနေမြို့သားတို့ထက်အလွန်ထူးမြတ်တယ်ဘာကြောင့်လဲဆိုရင်ဘာလို့ထူးမြတ်တာလဲဆိုရင်နှုတ်ကပတ်တရားတော်ကိုတဲ့ကြီးညိုသောစေတနာစိတ်နဲ့ခံရဘသူပဲဟောကြီးညိုတဲ့စေတနာစိတ်နဲ့ခံရပြီးတဲ့အခါမှာတဲ့မှန်သည်မမှန်သည်ကိုဘာလို့ချင်းကသိခြင်းကကျမ်းစာကိုတဲ့တပတ်တစ်ခါဖတ်တယ်လို့မရဘူးတစ်လတစ်ခါဖတ်တယ်လို့မရဘူးကျမ်းစာကိုနေ့တိုင်းအစဉ်စစ်ကြည့်ရှုအလုံးကြီးစစ်ကြည့်ရှုတာဘာသိဖို့လဲကောင်းမကောင်းကိုသိဖို့လားမှန်မမှန်ကိုသိဖို့လားကောင်းမကောင်းကိုသိဖို့လို့မရဘူးဗေရိလူသားတွေကဒါလေးတော့ကောင်းတယ်ဒါမကောင်း no မှန်မမှန်ငါရဲ့အတ္တကတမန်တရားဖခင်ရဲ့အလိုတော်တိုင်းမှန်နေဖို့အရေးကြီးတယ်ဒါကြောင့်ဖခင်အကြောင်းကိုဟုတ်မှန်စွာနားလည်ပြီးတော့ဟုတ်မှန်စွာပြောတတ်တော်သူဟုတ်မှန်စွာခံယူတတ်တော်သူဖြစ်ဖို့အင်မတန်အရေးကြီးတယ်အဲ့လိုတမန်တရားကိုမခံယူရင်သင်ရလေဖခင်ရှိခိုးတဲ့အချိန်တော့ဟုတ်နေတာဒါပေမဲ့ပြန်သွားကြည့်လိုက်လောကထဲမှာရောက်တော့ဟာသင်တတာမပြောတော့မဝမ်းမြောက်တော့အဲ့ဒီချီးမွမ်းနေရတဲ့အချိန်ကိုးကွယ်နေရတဲ့အချိန်မှာတော့ဟာဝမ်းမြောက်တယ်လို့ဖြစ်နေတာဒါပေမဲ့နင်သားငါလားအခက်ခဲတွေလည်းကြုံရောမဝမ်းမြောက်တော့ယုံကြည်သူဘုရားသားသမီးမှန်ရင်ကြိုက်တဲ့အခက်ခဲလားအခက်ခဲကိုကြောက်နေတဲ့အထဲမှာယုံကြည်သူမပါဘူးအခက်ခဲကိုရှောင်တဲ့အထဲမှာယုံကြည်သူမပါဘူးမီးကိုရှောင်တဲ့အထဲမှာရွှေမပါဘူးမီးနဲ့စစ်လေလေတန်ဖိုးကတက်လေလေပဲစုံစမ်းခြင်းကိုမကြောက်ယုံကြည်သူမှန်အခက်ခဲကိုမကြောက်အောင်မြင်သောအတ္တကိုရရှိပြီးတာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာယောဘဝတ္ထုအဆုံးပိုင်းလေးမှာယောဘရဲ့တငယ်ချင်း၃ယောက်ကိုဘုရားဒေါသထွက်တယ်အမျက်ထွက်တယ်ဘာကြောင့်လဲဆိုတော့ကြည့်အောင်ယောဘဝတ္ထုခန်းကြီး42
အဲ့ဒါအဆုံးပိုင်းပဲအပိုင်ငယ်9ယောဘဝတ္ထုခန်းကြီး40နဲ့အပိုင်ငယ်9ယောဘကြီးကိုစုံစမ်းတဲ့အခါမှာသူ့ရဲ့တငယ်ချင်းစုံစမ်းနောက်ဆက်ခြင်းကိုခံရတဲ့အခါမှာယောဘစီစဉ်ဥစ္စာတွေကုန်သွားတယ်တာသမီ10ယောက်သေတယ်နောက်ဆုံးအနာရောဂါတွေဖြစ်လာသူ့တငယ်ချင်း3ယောက်ရောက်လာတယ်ပထမကဘာလို့ရောက်လာတာလဲ counseling နှစ်သိမ့်ဆွေးနွေးလမ်းညွှန်ဖို့နော် counseling ဘာသာရရှိတယ်လေအဲ့ဒီ counseling ကလေအစပထမတော့ counseling ပဲကြာလာတော့မ counseling နိုင်တော့9ရက်ပဲခံတယ်9ရက်တော့ပြာပုံပေါ်မှာအတူတူရောပါနဲ့ခံစားတာမျှဝေခံစား9ရက်လည်းကြာအောင်ဟာအဲ့ဒါမှဂျိုးရောတာတစ်လုံးပြီးတစ်လုံးပဲရောပါအောင်ရောပါလေမင်းတို့ပြောတဲ့စကားကြောင့်ငါသိချင်းပြီပထမတော့လာနှစ်သိမ့်တာနောက်ကြတော့အပြစ်တင်တာအဲ့ဒီတငယ်ချင်း3ယောက်ကဘလို့အပြစ်တင်တာရောပါတဲ့မင်းဖျားနဲ့မှန်ရင်မင်းသားသမီးတွေသေကြအကြောင်းမရှိဘူးမင်းဖျားနဲ့တခုခုမှားလို့ဖြစ်ကျွန်တော်ခရီးရတဲ့အတိုင်းပဲခိုင်ရမလားဖျားနဲ့မှန်ရင်ဘာဒုက္ခမှရောက်เสียအကြောင်းမရှိဘူးယောဘဖျားနဲ့မှားလို့ဒုက္ခရောက်တာလားဘယ်ဟုတ်မလဲကျွန်တော်ကျမ်းစာဖတ်တာတွေ့နေတာဒါပေမဲ့တကယ်ကြီးတော့ကအဲ့လိုပြောတာဖြောင်းမတော်သူဖျားနဲ့မှန်တဲ့သူကဒီလိုမျိုးဘေးဒုက္ခတွေမင်းကချမ်းသာတယ်ကွာအခုတော့မင်းဆင်းရဲသွားတယ်မင်းစီးစိမ်တွေကုန်သွားတယ်ဆိုတော့မင်းအဲ့ဒါဖျားနဲ့မှားလို့မင်းဆင်းရဲတာဖျားနဲ့မှားလို့ဒီနေ့ခရစ်ယာန်တွေအဲ့လိုပြောတယ်မလားဆင်းရဲတာဖျားနဲ့မှားလို့မင်းကကတော့ကျမ်းပါတယ်ကွာအခုတကောလုံးမှာယောဂါတွေပဲအဲ့မင်းယောဂါဖြစ်တာဘုရားနဲ့မှားလို့အဲ့ဒီလိုပြောတာဆွဆွဲတာအဲ့ဒီလိုဆွဆွဲတဲ့သူအန္တရာယ်ရှိတယ်နော်နောက်ဆုံးမှာအဲ့ဒီ3ယောက်လုံးဘုရားသတ်ဖို့လုပ်တာအရင်ကြောက်ဖို့ကောင်းယောဂါဝုဒ္ဓခန်းကြီး40နဲ့အပိုက်ငယ်9ဖတ်ကြည့်အောင်ထို့သောထာဝရဘုရားသည်ယောဘအားမိန့်တော်မူပြီးမှတေမန်အမျိုးသားအေလိဖတ်အားလေသင်နှင့်သင်အဆွေခင်မော2ယောက်ကိုငါအမျက်ထွက်၏အကြောင်းမူကားငါကြုံယောဘသည်ငါအကြောင်းအရာတို့ကိုဟုတ်မှန်စွာပြောတဲ့ကဲ့သို့သင်တို့သည်မပြောဘုရားသခင်ကမင်းတို့3ယောက်ကိုငါဒေါသထွက်တယ်အမျက်ထွက်တယ်ငါကြုံယောဘကတဲ့ငါအကြောင်းကိုပြောတဲ့အခါမှာတဲ့ဟုတ်မှန်စွာဘာလို့လဲပြောတယ်ဒါပေမဲ့မင်းတို့ကတော့ဟုတ်မှန်စွာပြောအောက်မှာဆက်ဖတ်ကြည့်လို့ရှိရင်ဘာတွေ့ရလဲတလားမင်းတို့သွားတယ်နွားထီး9ကောင်တိုးထီး9ကောင်ယူပြီးလင်ယောဘစီကိုသွားယောဘကမင်းတို့အတွက်ဆုတောင်းပြီးရင်မင်းတို့ကငါမတတ်တော့အေးမင်းတို့အဲ့ဒီလိုမှမလုပ်ဘူးဆိုတော့မင်းတို့အပြစ်နဲ့အလျောက်ငါဘာလုပ်မလဲစီရင်မယ်ဘုရားကသူတို့ကိုတော့တခါတည်းအပြက်ရှင်းဖို့တော့ဘုရားစဉ်းစားဒေါသအမျက်ထွက်တယ်ဒီတကယ်ကြီး3ယောက်ကိုဘာလို့ဘုရားဒေါသထွက်ရလဲသူတို့ဘုသူ့အကြောင်းပြောတာလဲဘုရားအကြောင်းပြောတာပါဒါပေမဲ့ဘယ်လိုမပြောဘူးလဲဟုတ်မှန်စွာမပြောကျွန်တော်တရားဟောတဲ့ခါမှာကျွန်တော်သချင်းဆိုတဲ့ခါမှာကျွန်တော်သက်သေခံတဲ့ခါမှာကျွန်တော်သူများကိုအေးဝူလီဝင်ငှတဲ့ခါမှာဘုရားအကြောင်းပြောတာလေဒါပေမဲ့အဲ့ဒီဘုရားအကြောင်းပြောရင်ဘယ်လိုပြောရမလဲဟုတ်မှန်စွာပြောရမယ်ဟုတ်မှန်စွာမပြောရင်ယောဘတငယ်ချင်း3ယောက်လို့ဘုရားကဘာလုပ်လဲငါအမျက်ထွက်တယ်ယောဘတငယ်ချင်း3ယောက်ဘာပြောမိလို့လဲယောဘကြီးမင်းဒီလိုဒုက္ခရောက်တယ်ဆိုတာဘုရားနဲ့မှားတယ်ဘုရားနဲ့မှန်တဲ့သူဘုရားနဲ့တွားလာတဲ့သူဘတော်မှမစင်းရအောင်ဘုရားနဲ့မှန်တဲ့သူဘုရားနဲ့တွားလာတဲ့သူဘတော်မှယောဂမဖြစ်အောင်ဘုရားနဲ့မှန်တဲ့သူဘုရားနဲ့တွားလာတဲ့သူဘတော်မှကိုသားသမီးတွေတည်သွားတယ်10ယောက်ဆုံးတစ်ပြိုင်နက်တည်တယ်ဆိုတော့အဲ့ဒီလိုအနိဋ္ဌာယုံမျိုးရောက်เสียအကြောင်းမရှိဘူးအဲ့လိုသွားပြောမိတယ်ဘုရားနဲ့မှန်ရင်ဘာဒုက္ခမှမတွေ့တော့ဘူးလားဟုတ်ဘူးနော်ကျွန်တော်တို့သက်တာထဲမှာအခက်ခဲပြဿနာဆိုတာရှိလို့ရှိတယ်လောကမှာနေတွေ့ဖို့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေတွေ့ပေမဲ့ယောဘသည်နှုတ်နေတော့ဘုရားကိုမပြစ်မအောင်အောင်မြင်ခြင်းဆိုတာအဲ့ဒါပြောတာအခက်ခဲတွေမကြုံတော့ဘူးကြုံနေပေမဲ့ဘုရားပေါ်မှာသစ္စာရှိတယ်သစ္စာဆိုတာကအခြေအနေပြောင်းပေမဲ့သဘောထားမပြောင်းတော့သစ္စာလို့ခေါ်တယ်ငါကချမ်းသာတဲ့တထေးယောဘအခုတော့စင်ရသားယောဘဖြစ်သွားပြီအခြေအနေပြောင်းသွားပြီငါကမိသားစု10ယောက်နဲ့တကယ်ပျော်စရာကြီးမွေးနေ့ကျင်းပပြီးတော့မိသားစုစပွဲဝိုင်းမှာဟာစားတော့ပြီးတော့ပျော်ရွှင်သားသမီးလေးတွေနဲ့ဟာ
တကယ်ကိုပြောကြအခုသားသမီး10ယောက်လုံးမလို့သွားတယ်1ယောက်မဟုတ်2ယောက်မဟုတ်10ယောက်လုံးသေသွားတာတရက်တည်းသေတယ်အခုတော့6ကတ်သွားပြီဘဝကြီးကခါသီးသွားပြီငကိုတော့ကตาရခဲ့တဲ့ဘဝအခုတော့ခါသီးတဲ့ဘဝအခြေအနေပြောင်းသွားပြီဒါမဲ့သဘောထားမပြောင်းငကိုကကျမ်းမာတဲ့ယောဘအခုတော့ယောဂါတွေတကူလုံးပြည့်နေပြီအခြေအနေပြောင်းသွားပြီဒါမဲ့စိတ်သဘောထားမပြောင်းတော့ဖျားပေါ်မှာနည်းနည်းမှမပြစ်မအောင်မဖောက်ပြန်ဘူးဖျားကိုပဲဆက်ကိုးကွယ်သူမိမဘာပြောလဲမင်းဖျားကတဲ့ဘာအကျိုးမှမပေးဘူးတဲ့ယောဘကအကျိုးလိုဖျားကိုကိုးကွယ်တာမှာမဟုတ်ပဲဖျားသခင်ကအမှန်တော့ဖျားဖြစ်တယ်ဖျားမှလွယ်ရင်ကိုးကွယ်ကြမရှိဘူးဖျားသခင်ကတကယ်ကိုဖြောင့်မတ်တန်ရှင်းတဲ့ဖျားဖြစ်တယ်သူ့ရဲ့ဘဝအတ္တကလည်းဖျားကိုကိုးကွယ်တာအကျိုးလိုချင်လို့မဟုတ်ဘူးဖျားကိုချစ်လို့ကိုးကွယ်တာသစ္စာနဲ့ကိုးကွယ်တာအဲ့ဒါကိုယောဘမိမမင်းဖျားကိုချိန်ဆပြီးတော့သေလိုက်တော့ဒါပေမဲ့ယောဘကပြောလို့ဆိုတော့ဘာလို့မိမပိုက်ပြောတဲ့ကဲတော့မင်းပြောရတာလေငါတို့ဟာဖျားသခင်စီကနေဒုက္ခချမ်းသာကိုခံစားရတယ်လို့တခါတည်းဆူတောင်းတဲ့ခါမှာအဖြေတွေရပြီးတော့ဖျားရဲ့ဒုက္ခချမ်းသာခံစားလို့တခါတည်းမှာဖျားသခင်စီကဒုက္ခဆင်းရဲကိုမခံယူရဘူးလားအော်လူကိုအဲ့ဒီယောဂပေးဖြစ်ထားတာဖျားသခင်တတ်တတ်ကိုပေးဖြစ်ထားတာဖျားသခင်တတ်တတ်ကိုအဲ့ဒီဆူကိုဘာလို့ထားလဲထည့်ပေးထားတာသူ့မချစ်တော့မဟုတ်သူ့ဒုက္ခခံစေခြင်းလို့ပျက်စီးစေခြင်းလို့လုံးဝမဟုတ်ဖျားသခင်ရဲ့ဂျေဇုတော်ဟာကောင်းတဲ့အချိန်မှာပဲရှိတာမဟုတ်မင်းမကြမ်းပါတဲ့အချိန်မှာလည်းရှိတယ်ဆိုတော့ဘာလို့စေချင်တာသိစေချင်တာအဲ့ဒီတမန်တရားကိုသိတော့မှအချိန်ဒီတိုင်းမှာပေါ်လူကလွတ်မြောက်နေတာကောင်းတဲ့အချိန်တွေမှာပဲဖျားသူနဲ့သူရှိတယ်လို့မခံယူတော့အချိန်တွေမကောင်းလည်းငါလည်းသူဖျားရှိတယ်အဲကြောင့်ကျွန်တော်ရှိတာကျွန်တော်တို့ရဲ့အတ္တတာကိုဖျားရဲ့နှုတ်ကပတ်တော်တမန်တရားပေါ်မှာယက်တည်ထားဖို့ဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော်တမန်တရားကိုယက်တည်တဲ့ခါမှာလေကျမ်းစာကိုဇာတိတဘောနဲ့ကိုလိုရာဆွဲမတွေးဖို့အမှန်တရားရေးကြည့်တယ်အကျမ်းစာတဲ့ပါတာပဲကွာကျမ်းစာပဲဒါပဲဟိုကျမ်းစာကိုဇာတိနဲ့တော့မဆွဲလိုက်နဲ့ကျမ်းစာဖတ်တဲ့အခါမှာဖျားသားသမီးအမြင်နဲ့ကောင်းကင်သားရဲ့အမြင်နဲ့ဖတ်ဖို့အရေးကြီးတယ်လူရဲ့ဇာတိနဲ့ဖတ်ရင်ကျမ်းစာထဲကဖျားရဲ့ဆိုလိုရင်းနေရမှားလို့လေအဲကြောင့်မို့စာရမဏတ်ကနောက်ပိုင်းမှာကျမ်းစာမဖတ်ဖို့ခရစ်ယာန်တွေမသွေးဆောင်တော့နှုတ်ကပတ်တော်နားမထောင်ဖို့မသွေးဆောင်တော့နှုတ်ကပတ်တော်နားထောင်ရင်းနဲ့ကျမ်းစာဖတ်ရင်းနဲ့လွဲသွားဖို့ကိုစာတန်ကလှုပ်ဆောင်ထားတယ်။ပါရီရှဲတွေကကျမ်းစာမဖတ်လို့လွဲတာမဟုတ်ဘူး။ဇတ်တုကဲတွေကကျမ်းစာမဖတ်လို့လွဲတာမဟုတ်ဘူး။ပြည့်ညတ်တရားတွေမလိုက်လျှောက်လို့လွဲတာမဟုတ်ဘူး။ပြည့်ညတ်တရားတွေကျမ်းစာတွေကိုဖတ်ရင်လိုက်လျှောက်ရင်းနဲ့ဖခင်ရဲ့အလိုတော်လမ်းနဲ့ပေါက်သွားတာလေလွဲသွားတာဖြစ်တယ်။ဘာကြောင့်လွဲတာလဲ။ဇာတိကြောင့်လွဲတာဖြစ်တယ်။ဇာတိပဂတိစိတ်တဘောကဖခင်အလိုတော်နဲ့ဆန့်ကျင်မှဖြစ်တယ်။ဖခင်အလိုတော်ကိုမလိုက်နိုင်လူကဇာတိရှိတော့ကိုဖြစ်ချင်တာပဲကိုကပုံပေါ်တာ။အဲကြောင့်မို့ကျမ်းစာဖတ်တဲ့အခါမှာကိုဖြစ်ချင်တဲ့အတိုင်းကိုရဲ့အယူဝါဒဂိုင်းကနာအဲ့ဒါနဲ့မဖတ်ရဘူး။ဖခင်နှုတ်ကပတ်တော်ကဘာပြောလဲ။ဖခင်သခင်ကဘယ်လိုသဘောဖြစ်လဲ။တန်ရှင်းသောဝိညာဉ်တော်ကိုအကူအညီတောင်းပြီးတော့ဝိညာဉ်သဘောနဲ့ကျမ်းစာကိုဖတ်မှအဲ့ဒီသဘောနဲ့မြင်လာမှာဖြစ်တယ်။အဲ့လိုမှမဟုတ်ဘူးဂိုင်းကနာအယူဝါဒနဲ့ဖတ်ရင်သင်ဟာအဲ့ဒီဂိုင်းကနာအယူဝါဒနဲ့ပဲချိန်ထိုးမိတယ်တဲ့။တကယ်တော့ဂိုင်းကနာအယူဝါဒနဲ့မဖတ်နဲ့။ကျွန်တော်တို့စိတ်ခံစားချက်နဲ့လည်းမဖတ်ပါနဲ့။လူမျိုးကြီးနဲ့လည်းမဖတ်နဲ့။ကျမ်းစာကိုဖတ်တဲ့အခါမှာဖျားသားသမီးဖျားရဲ့အမြင်နဲ့ဖတ်ဖို့အင်မတန်ရေးကြည့်ပါအဲ့လိုမှမဟုတ်ရင်ကျမ်းစာကိုကျွန်တော်တို့က apply ပြန်အသုံးချတဲ့အခါမှာလိုရာဆွဲလိုက်အောင်အခင်ရှုကိုစာရမဏတ်ကရက်40အစာချောင်ပြီးတဲ့အခါမှာစုံစမ်းတဲ့အခါမှာပါနဲ့ပဲစုံစမ်းလိုက်လားကျမ်းစာနဲ့ပဲစုံစမ်းစာတန်ကျမ်းစာတက်တယ်နော်အဲ့တော့စာတန်ကိုကြူပြောထားလိုက်စာတန်နေကောက်စုံစမ်းမယ်ဆိုကျမ်းစာမသုံးနဲ့နေရကျမ်းစာတက်တယ်ငါကျမ်းစာသိမတက်ဘူးနော်စာတန်ကျမ်းစာအလွတ်ရတယ်တော့ကျွန်တော်တို့ကကျမ်းစာအလွတ်ရခြင်းမှရမှာတခင်ရှိကိုရွတ်ပြတာတင်းချေကိုမချော်စေခြင်းကကောင်းငင်တမန်တို့စီတင့်ကိုလက်နဲ့မဆာချီပေးထားလိမ့်မယ်ခုံချလိုက်စာတန်ပြောတဲ့ကျမ်းစာမှန်လားမှားလားမှန်တယ်မမောင်းတော့တလုံးမမောင်းသူကျမ်းစာပြောသွားတာဘယ်ထဲကကျမ်းပိုက်လဲ60ခုမြောက်သောစာလံထဲကကျမ်းပိုက်ဖြစ်တယ်အတိအကျပဲသူပြောတာသူသုံးတဲ့ကျမ်းပိုက်မှန်ပေမဲ့ကျမ်းစကားတွေမှန်ပေမဲ့သူအသုံးချတာဘာလို့ပြောလဲအဲ့ဒီ apply အသုံးချတဲ့နေရာမှာအင်မတန်ရေးကြည့်တယ်ဘလို့အသုံးချလိုက်လဲဖျားကိုစုံစမ်းခြင်းတဲ့အနေနဲ့အသုံးချလိုက်တယ်ဖျားကိုစုံစမ်းတော့မရဘူးဆိုတဲ့ကျမ်းပိုက်တစ်ပိုက်ကိုသခင်ရှုကပြန်ထောက်ပြလိုက်
အေးဆာလမနက်တင်းဘုရားသခင်ထားတော်ဘုရားကိုအစုံစမ်းဘုရားကိုသွားမဆန်းတတ်နဲ့ဘုရားကမြည်ဆန်းလို့ရတယ်သွားဆန်းတတ်လို့တော့ဘုရားကိုစုံစမ်းလို့မယုံလို့မသိငါလို့သွားမလုံးနဲ့ဒါကြောင့်မို့ကျွန်တော်စီတိုင်းစာတန်သုံးတာကျမ်းစာအုပ်ထဲကဘုရားစကားပဲတော့ဒါပေမဲ့ဘုရားစကားကိုလူရဆွဲသုံးတဲ့အခါမှာအဲ့ဒီအရာကိုသခင်ရှုကညှင်းဆန်လိုက်တင်းဘုရားသခင်ထားတော်ဘုရားကိုအစုံစမ်းပြီးတော့ဒါကြောင့်ကျမ်းစာထဲမှာရှိတယ်ယုံကြည်သူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟူမူကားမွေတို့ကိုဖမ်းကန်ကြလက်တတ်အခုဒီကျမ်းစာသင်တဲ့ပြင်မွေတော့ဖမ်းရအောင်ဟောကျမ်းစာပြောတယ်လေယုံကြည်သူတို့ဘာလဲပါဖမ်းရမလဲမွေဖမ်းရမယ်ဩကျမ်းစာပြောတယ်မွေတော့ဖမ်းမလားရှောက်မဖမ်းတယ်တခါကြောင်ဗီဒီယိုကလစ်တစ်ခုတွေ့ဘူးလေဆရာတယောက်ကျမ်းစာသင်တာတရားဟောတော့လေဘဲမှာမွေကြီးပတ်တာအဲ့ကျမ်းချက်အတိုင်းယုံကြည်သူတွေကဘာလုပ်အောင်လဲမွေကိုဖမ်းကန်ရမယ်ပြီးရင်အစိတ်တောက်တွေကိုတောက်စားမိရင်လေအစိတ်ဘာမလို့လဲအစိတ်မသိဘူးဘေးဥပတ်နဲ့ခင်းလို့မယ်တော့အစိတ်လည်းပြီးပတ်ကြာလာတော့အဲ့ဒီမွေရမျက်စိနောက်လာသူ့နေဘက်ကိုကိုက်လိုက်ဟာသွေးတွေထွက်လာတော့ဆက်မလို့ဟာဘာဖြစ်လို့ယေရှုနာမနဲ့ဟာလေလုယာပဲဒါလေးကယုံကြည်သူဘုရားသားသမီးမှန်ရင်ဒီမွေအစိတ်တွေလောက်ကတော့ပြင်းသေးတယ်ကြာလာမူးတော့ခေါ်ရဖို့နှမူးတာဘိုးဆိုပြစ်ကြအောင်မွေစိတ်ကပြတ်ပြီလေအဲ့ဒီမှာသူ့ကိုဆရာဆေးုံသွားအောင်တဲ့ဟာလုံးဝညင်းတာဆေးုံမသွားဘူးလေအဲ့တော့နောက်ဆုံးသူတတိလက်တော့မှာ तू ကမသွားဘူးပြောတော့အသင်းသားတွေကမပို့ရဲဘူးကိုဆရာပြောလို့ဆိုတော့ပြီးတော့ तू တတိလက်တော့မှာဆေးုံအမြန်ပို့တယ်ဒါပေမဲ့ဆေးုံရောက်တော့ तू အောက်ပိုင်းပြေသွားတယ်အမွေစိတ်ပြတ်သွားတယ်ပြောကြဒါပေမဲ့အသက်တော့မသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စီလိုက်ဖျားအောင်လို့သွားမဆန်းနိုင်လေဖျားသခင်ပြောတာကကြုံတွေ့လာခဲ့သည်ရှိတော့အခက်ခဲပြဿနာတွေမမျော်လင့်မဲ့ကြုံတွေ့လာခဲ့သည်ရှိတော့ဖျားကွယ်ကမယ်လို့ပြောချင်တာဟာဖျားခုံချရင်ကွယ်ကမယ်ဆိုပြီးအခုဒီကနေခုံချကြည့်ပါလားအေးအနည်းဆုံးတော့6တော့ကျိုးပါပဲတော့ခေါင်းကွဲမှာပဲအခက်မသိရင်သိနိုင်တယ်အဲ့လိုသွားစမ်းတတ်လို့မရဘူးလေအဲ့ဒါကိုနားလေဖို့အင်မတန်ရေးကြည့်ဒါမို့တမာတရားကိုတမာတရားအတိုင်းမှန်ကန်စွာမသိရင်လွဲကုန်ဟုတ်လားလွဲကုန်မွေကြိုက်ပြီးတော့မသေးတဲ့သူရှိပါတယ်တမန်တော်ကြီးရှင်ပေါ်လို့ကျုံးကိုရောက်သွားတယ်လူရိုင်းတွေကမီးမိုးတွေထင်းအောင်ယူပြီးတော့မီးတွေကိုထည့်တဲ့အခါမှာမွေကသူ့ပေါက်တဲ့အခါမှာသူမွေစိတ်သိမ့်ပြီးတော့တကူလုံးရောင်းလာပြီးတော့ဘုံနဲ့လဲသိမယ်လို့လူရိုင်းတွေထင်တာဒါပေမဲ့ရှင်ပေါ်လို့သိလားဖျားကွယ်ကလားမကွယ်ကဘူးလားရှင်ပေါ်လို့တက်တက်မမွေသွားဖမ်းတာလားမဟုတ်အမတ်တမဲ့ဖြစ်လာတဲ့အရာမှာဖျားသခင်ရဲ့ကွယ်ကာမဆာခြင်းရှိတယ်ဆိုတော့ပြောချင်တာသွားဆန်းလို့ဖျားကွယ်မကွယ်ကာမမကွယ်ကာမဒီနော်မလေးရှားကိုတာဝါကြီးကိုတက်ပြီးတော့လေနော်ငါအပွားနေသွားမလုံးနဲ့နော်အဲ့လိုသွားဆန်းလို့ဒီကျမ်းပိုက်ကစမ်းတတ်ဖို့နော်ဖျားကိုစုံစမ်းပြုဖို့သုံးတဲ့ကျမ်းပိုက်မဟုတ်ဘူးဒါမှမဟုတ်စာလံကိုသခင်ရှုကပါပြောလေသင်ပြောင်းနေထားတော့ဘုရားကိုအစုံစမ်းမပြုရဒါကြောင့်မို့ကျမ်းစာဖတ်တဲ့အခါမှာဖခင်ရဲ့ဆိုလိုရင်းအတိတ်ပဲကိုနားလည်ဖို့ဝိညာဉ်တော်ဖခင်ကိုအကူအညီတောင်းဖို့အင်မတန်အရေးကြီးတယ်။တန်ရှင်းသောဝိညာဉ်တော်ရဲ့မဆာခြင်းမပိုင်လူရဲ့အတွေးခေါ်နဲ့ဖတ်မိအဲ့ဒါမှားပြီ။လူမှာဇာတိရှိတယ်။လူတိုင်းကချမ်းသာခြင်းညာလူတိုင်းကကျမ်းမာခြင်းညာလူတိုင်းကအောင်မြင်ခြင်းညာအဲ့ဒါကိုယ့်ရဲ့ဇာတိပဲ။ငါဖြစ်ခြင်းနဲ့ဆိုရဲအဲ့ဒီငါဆိုတာပါလေဇာတိပဲ။ဒါမှမဟုတ်ငါဟိုသခင်ရှုကလက်ဝါးကလိုက်မှာသေအောင်တတ်ပြီးသွားပြီ။နေ့ရက်တိုင်းမှာငါဆိုတဲ့အရာနဲ့အသက်မရှိနိုင်ငါဒီကိုယ်တိုင်မရှိခရစ်တော်ဒီငါနိုင်ရှင်ခရစ်တော်ရှင်တော့မှကြိုက်တဲ့အချိန်ကြီးကြုံအားလုံးကဘုရားလိုတော့ပဲအေးစေးပဲယောဂဖြစ်တယ်စိတ်မပူတော့ပတ်စံမရှိတယ်စိတ်မပူတော့ရှိတာရင်လည်းရှိတာတဲ့ဘုံမှာမဝါကြွားတော့အဲ့ဒီဘုံမှာမตายရတော့ဒါကြောင့်မို့ခရစ်တော်ရှိခြင်းမှာကျွန်တော်တို့ကအသက်ရှင်တတ်တော်သူများဖြစ်စေဖို့ဒီနေ့နှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုစကားပြောလျက်ရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာအခြေခံအုတ်မြစ်ကနှုတ်ကပတ်တော်လေးဟူသောတမန်တရားသည်လို့ဖျားစကားပေါ်မှာမလုပ်ထားအောင်လေအခြေခံတာဂိုင်းကနာမှာအခြေမခံပါနဲ့အယူဝါဒတစ်ခုမှအခြေမခံပါနဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသင်ဟာဘယ်ဂိုင်းကနာဘယ်လိုပဲဖြစ်နေပါစေအဲ့ဒီဂိုင်းကနာထဲမှာပါဝင်တာမမှားပါဘူးဒါပေမဲ့သင်ရဲ့အသက်တာကိုတိဆောက်တဲ့အခါမှာတော့ဘယ်ပုံမှာပဲတိဆောက်အောင်မလဲနှုတ်ကပတ်တော်တမန်တရားပေါ်မှာပဲတိဆောက်ထားဖို့အင်မတန်အရေးကြီးတယ်အဲ့ဒီတမန်တရားကအရင်မြစ်ဖြစ်တဲ့သင်ရဲ့ဘာကိုပြောင်းလဲစေလဲလားနှလုံးသားကိုပြောင်းလဲစေတယ်။တမန်တရားအသင်ရဲ့ဘာကိုပြောင်းလဲစေလဲ။ကျောင်းနှလုံးသားကအရန်ဆိုးညက်တယ်။အဲ့ဒီနှလုံးသားက
အင်မတန်မှယိုယွင်းတဲ့သဘောရှိတယ်ဖယားသခင်ကဒီလန်းဆိုကျွန်တော်ဒီလန်းသွားကြတယ်ဖယားသခင်ကဒါလို့ဆိုကျွန်တော်ဟိုလုပ်ချင်တာလုံးဝဖယားအလိုတော်နဲ့ဆန့်ကျင်ပဲဒီနှလုံးသားဖယားအလိုတော်ကိုမလိုက်တော့ဘူးတခါတလေကောင်းတာလုပ်ရင်းနဲ့ကောင်းတာလုပ်တာပဲဖယားနှစ်သက်မယ်လို့ကျွန်တော်ထင်တာကောင်းတာလုပ်တိုင်းဖယားမနှစ်သက်ပါဘူးကဘာဦးကျမ်းမှာကာယိနနဲ့အာဝေလနှစ်ယောက်လုံးဖယားတော့ရှိခိုးတာပါတယောက်ကဖယားရှိခိုးပြီးတယောက်ကအရက်ဆိုင်သွားတာမဟုတ်ဘူးတယောက်ကဖယားကြောင်းလာပြီးတယောက်က KTV သွားတာမဟုတ်နှစ်ယောက်လုံးဖယားလာရှိခိုးတာနှစ်ယောက်လုံးဖယားလက်ခံတာလက်မခံတယောက်ပဲဖယားလက်ခံဖယားအလိုတော်အတိုင်းပူဇော်တဲ့သူပဲမရပါဘူးကလည်းလက်ခံတာအဲကြောင့်ကာယိနနဲ့အာဝေလပူဇော်တကာမှာတယောက်ကအသီးနယ်နဲ့ပူဇော်လို့တယောက်ကတိုးနဲ့ပူဇော်လို့တိုးနဲ့ပူဇော်တဲ့သူဖယားလက်ခံတယ်အသီးနယ်နဲ့ပူဇော်လို့ဖယားလက်မခံအောင်အပြင်ပန်းကြောင့်မဟုတ်ပါဘူးအတွင်းကြောင့်ဖြစ်တယ်ကျွန်တော်ကဖြိုးခုနဲ့ကြည့်လိုက်ရင်အပြင်ပန်းလို့သွားထင်တာဟိဘဲခိုင်း7အပိုက်ငယ်လေးကိုဖတ်မှာဘာကြောင့်ကာယိနရဲ့ပူဇော်တကာကိုညှင်းပယ်ပြီးတော့အာဝေလရဲ့ပူဇော်တကာကိုလက်ခံလဲဆိုတဲ့အကြောင်းသွားတွေ့ရတယ်ဟိဘဲခိုင်း7အပိုက်ငယ်လေးမှာဘယ်လိုရေးလဲအာဝေလသည်တဲ့ဒါညီငယ်အာဝေလသူထိန်သူကြောင့်သားအာဝေလသည်သူ့ကိုကာယိနပူဇော်တဲ့ရစ်ထက်သာ၍မြတ်သောရစ်ကိုတဲ့သိုးနဲ့ပူဇော်တယ်လို့ကျမ်းစာမရေးဘူးဘယ်လိုရေးလဲတာ၍မြတ်တော်ကြီးကိုဘာနဲ့ပူဇော်တယ်လို့ရေးတယ်ယုံကြည်ခြင်းနဲ့ပူဇော်တယ်လို့ရေးတယ်ဖယားသခင်ကအပြင်ကသိုးထက်အတွင်းကယုံကြည်ခြင်းကိုမြင်လို့အပြင်ကသိုးကိုလက်ခံလိုက်တာအပြင်ကသိုးကအရေးကြီးပါလေဒါပေမဲ့အဲ့ဒီကိုရေးကြီးတာအတွင်းကယုံကြည်ခြင်းကပိုရေးကြီးတယ်အတွင်းမှာယုံကြည်ခြင်းမပါရင်အပြင်မှာဘာနဲ့ပဲလာပူဇော်ဖယားလက်မခံသူ့ရဲ့အတွင်းထဲကိုဖယားကြည့်လိုက်တော့ဘာကိုသွားတွေ့လဲယုံကြည်ခြင်းကိုတွေ့တဲ့အခါမှာအပြင်ကသိုးနဲ့သူ့ရဲ့အသက်တာကိုဘုရားလက်ခံလိုက်ဒါကြောင့်မို့အပြင်ပန်းထက်အတွင်းသဘောကပိုရေးကြည့်တယ်အတွင်းမှာမှားရင်အကုန်မှားတယ်ပါရီရှဲတွေကကျမ်းစာမဖတ်လို့မှားတာမဟုတ်ဘူးပါရီရှဲတွေကပြည့်ညက်တရားတွေမလိုက်လျှောက်လို့မှားတာမဟုတ်ဘူးအတွင်းနှလုံးသားမှာမှားတဲ့အတွက်ကြောင့်ကျမ်းစာဖတ်လဲမှားနေရောဥပုံတွေစောင့်လဲမှားနေရောသင်နှလုံးသားမှားရင်အကုန်မှားတယ်နှလုံးသားမှားရင်အကုန်မှားတယ်ဒါကြောင့်နှလုံးသားကိုဘုရားကအဓိကပြည့်ပြည့်တယ်ဒီနှုတ်ကပတ်တော်ကတဲ့ကျွန်တော်ရဲ့နှလုံးသားကိုကိုတော်ကိုမပြစ်မှားဘဲနေနိုင်ပြီးကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီကာဣနပူဇော်သောရစ်ထက်တာ၍မြတ်သောရစ်ကိုအာဝေလသည်ဘာနဲ့ပူဇော်လဲယုံကြည်ခြင်းအပြင်ပူဇော်တယ်အတိတ်ဘယ်ရပါလဲယုံကြည်ခြင်းသည်ဘယ်ရတာလဲကြားနာခြင်းရလားကြားနာခြင်းရဘယ်ရလားဘုရားစကားဒါအခြေခံဒီရပဲဒီမှာအခြေခံမှာအသက်တာမှန်ကန်သွားကိုးကွယ်ခြင်းနဲ့မှန်သွားတာကိုးကွယ်တိုင်းဘုရားလက်မခံအောင်တော့မှန်ကန်တဲ့ကိုးကွယ်ခြင်းဖြစ်ဖို့အင်မတန်ရေးကြီးတယ်ဘုရားနှုတ်ကပတ်တော်မှာအခြေမခံရင်အဲ့ဒီကိုးကွယ်ခြင်းဘုရားလက်မခံပါဘူးကျွန်တော်တို့ကအပြင်ပန်းတွေကောင်းဖို့အတွက်ကြိုးစားကြဘုရားကျောင်းထဲမှာလူပြည့်ရင်ကြိုက်တာပေါ့အဲကြောင့်ဆရာတယောက်ပြောတယ်ဘုရားကျောင်းထဲမှာလူပြည့်ဖို့ထက်တဲ့လူထဲမှာဘုရားနဲ့ပြည့်ဖို့ကပိုရေးကြီးတယ်လူကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားနဲ့ပြည့်ဖို့ကပိုရေးကျွန်တော်တို့တရားဟောတဲ့ဆရာဆိုလူများရင်ပိုကြိုက်တာကျွန်တော်တို့ကလူများရင်တရားဟောဖို့ကောင်းတယ်ဒါပေမဲ့လူနေရင်တော့သိမကြိုက်နော်နဲ့အားမရတယ်လို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်စိတ်ကိုကျွန်တော်ပြင်လိုက်တယ်တယောက်ရှိတယ်အကောင်းဆုံးဟောအောင်ဒါဖျားရှိမှဟောတယ်အခုဘယ်သူရှိလဲယေရှုရှိတယ်မမြင်အောင်တော့ဒါပေမဲ့အဲ့မမြင်ရတဲ့ဖျားကိုကျွန်တော်ကအတူရှိတယ်လို့မခံစားမိဘူးအဲ့လူနေသည်များသည်ဖြစ်စေဖျားသခင်ရှေ့မှာဆိုတဲ့အရာကိုနားလည်ခံဖို့အရေးကြီးတယ်တခါကကျွန်တော်အသိတော်တော်ဘာမှတော့တရားဟောလူတွေအပြည့်အများကြီးပဲသူတို့ကကျွန်တော်9မိနစ်စာဆရာဆိုတော့9မိနစ်လောက်ပဲဟောမှထင်တာ9မိနစ်စာဆိုတော့အသိမဟောတော့ဘူး9မိနစ်ကျွန်တော်2နာရီဟောလိုက်ရတယ်3နာရီဟောလိုက်ရတယ်ကျွန်တော်ကတော့ဟို online မှာတက်9မိနစ်ဆိုသူများတိတ်အချိန်မဝေးတယ်ကျွန်တော်သိတယ်ယုံကြည်သူတွေကတခြားအရာဆိုတော့ဗီဒီယို1နာရီပဲကြည့်ပါမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒါ9မိနစ်တော့အဲ့ဒီတရားဟောချက်9မိနစ်တောင်မှတော်တော်လေးကိုကြိတ်မိတ်ပြီးတော့နားထောင်ရတာအဲ့ဒီကျွန်တော်တော့မှလူတွေအပြည့်ပဲဟာကျွန်တော်လည်းအားရပါရလေပြောကောင်းဆရာတော်တွေကလည်းချီးမွမ်းတာတပုတ်ပြီးတပုတ်ဟာအောက်ကပြိတ္တကလည်းကျွန်တော်ကိုကြည့်တာဟာကျွန်တော်တရားဟောလေသူတို့ကငြိမ်ပြီးတော့ကျွန်တော်ကြည့်ဟာသူတို့ကြည့်နေလေဒါတော့ခွန်အားတော့ရနေပြီသူတို့ကြည့်နေလေကျွန်တော်ဆုတ်ဟောလေကြည့်နေလေဆုတ်ဟောလေဟာခါတိုင်းကျွန်တော်ဟောရင်နေ့လေ service ဆိုနိုင်ကွက်ထန်ကုန်45မိနစ်ပဲအဲ့ဒီနေ့ကျွန်တော်ဟောတာ1နာရီ15မိနစ်လောက်ဖြစ်သွားဟာကျွန်တော်အားရပါရသူတို့ကကျွန်တော်ကြည့်ဟာဒါတကယ်ခွန်အားရနေတာတကယ်စာငတ်တာဟောတာပြီးလဲပြီးတော့အဲ့ဒီတင်းဦးဆရာဟာဆရာတို့ဒီနေ့ဖျားရှိဖို့အဲ့တင်းဦးဆရာကျွန်တော်နှုတ်ဆက်တယ်ဆရာတို့ဘ
ယုံကြည်လို့တကယ်စာနဲ့ကြကျွန်တော်တရားဟောတာငြိမ်နေတာပဲအားလုံးကျွန်တော်ကြည့်နေကြတော့ခွန်အားရလို့ဖြစ်မယ်ပုံစရာတဲ့သူတို့တရားမှနားမလဲဘူးဟာအဲ့ဒါတရုတ်အသင်းတော့80ရာခိုင်နှုန်းတော့နားမလဲဘူးဒီမှာနားမလဲပဲပြောတော့သူတို့ချောင်းပြီးတော့ဘာတွေများပြောနေတာလဲတဲ့ပြီးတော့မျက်လုံးမျက်တောင်တော့မကောက်ကြည့်ဟာဒီကတနာကြီး15လောက်အားရပါရဟောအောက်ကဟာနားမလဲဆိုဒုက္ခပဲနော်တခါလေကြတော့ကိုကပြိတ္တအာယုံဆိုင်ရင်နည်းနည်းခွန်အားတက်တာ哦တရားဟောစရာတော့တယ်မလားဩသဘောပေါက်သွားတယ်မင်းဟောတာဇာတိပေါ်မှာအခြေမခံနဲ့တခါလေကြရင်ကျွန်တော်တို့ကဇာတိပေါ်မှာသွားပြီးတော့အခြေခံတက်တယ်ဒါမို့အာဝေလကတဲ့ယုံကြည်ခြင်းနဲ့ပူဇော်တယ်ဆိုတာ तू လောက်ချင်တာလောက်တာမဟုတ်ဘူးလို့ပြောချင်တာယုံကြည်ခြင်းဟာကြားနာခြင်းအဖြစ်ကြားနာခြင်းဟာဘုရားစကားတိုင်း तू လောက်တဲ့အရာတွေအားလုံးကဘု து စကားတိုင်းပဲဒါဆိုရင်ကာယိနာကဘုရားစကားကိုမသိလို့ဖြစ်မှာပေါ့မကြားရလို့ဖြစ်မှာပေါ့ဘုရားပြန်အခွင့်အရေးပေးရနော်တကားနာမှာရိတ်ကောင်ရှိတယ်မင်းပြန်လာပူဇော်ပါတဲ့ငါမင်းကိုလက်ခံမယ်လောက်လားမလောက်အဲ့ဒီဇာတိကလေဘုရားစကားကြားရင်တော့ညှင်းဆန်နေတာတမန်တရားကိုကြားရရင်တော့လက်မခံနိုင်ကိုလက်ခံတဲ့အရာကိုကိုဘာလို့ချင်တာဝန်ခံချင်တာဒီနေ့တမန်တရားကိုဝန်ခံဖို့အလို့ငါဘုရားသခင်ကဝိညာဉ်တော်အသင်ကိုမဆာပါစေကျွန်တော်တို့တမန်တရားကိုဝန်ခံမှပဲတင့်တတာတကယ်လွတ်မြောက်မှာတော့ဒီကိုးကွယ်ခြင်းခဏမှာပဲလွတ်မြောက်ဖို့ဘုရားလိုတော့မရှိအချိန်တိုင်းမှာလွတ်မြောက်နေဖို့ဘုရားကလိုတော့ရှိတာဖြစ်တယ်နောက်ဆုံးရှင်လုကာခရစ်ဝင်အခန်းကြီး73အပိုင်းငယ်6ကနေ9မှာဟောပြတဲ့ကျမ်းပိုက်လေးနဲ့ညီကုန်းချုပ်ပါခရစ်ယာန်တတ်တာဆိုတာဘယ်ပုံမှာအခြေခံထားရမလဲဘုရားစကားနှုတ်ကပတ်တော်မှာအခြေခံထားရမယ်ဒါကြောင့်မို့သင်ကျမ်းစာဖတ်ဖို့အင်မတန်အရေးကြီးတယ်ကျမ်းစာဖတ်တဲ့အခါမှာလည်းကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ဇာတိသဘောကိုယ့်ရဲ့လိုချင်တဲ့ဆန္ဒတွေနဲ့မဖတ်ပါနဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့မဆာခြင်းနဲ့ဘုရားသခင်ပြောတဲ့အတိုင်းကျွန်တော်လက်ခံမယ်ကျွန်တော်အကြိုက်နဲ့မဟုတ်ဘူးကောင်းမကောင်းနဲ့မဟုတ်ဘူးမှန်နဲ့ပဲကျွန်တော်ဖတ်ပါမယ်ဆိုပြီးတော့ဝိညာဉ်တော်ရဲ့မဆာခြင်းကိုအကူအညီတောင်းခံရင်သင်ရသမတရားထဲမှာအခြေအနေတိုင်းမှာလွတ်မြောက်နေမှာဖြစ်တယ်ဒါကြောင့်မို့သင်ရဲ့တတ်တာကိုဘယ်ပုံမှာတိဆောက်ထားပါနှုတ်ကပတ်တော်တမန်ကျမ်းစာဘုရားရဲ့တမန်တရားပေါ်မှာတိဆောက်ထားပါအဲ့ဒီတမန်တရားကသင်ကိုဘာကိုပြုပြင်မလဲသင်ရဲ့နှလုံးသားကိုဘာလို့အသက်ရှင်ခြင်းမှာနေ့စဉ်စကားပြောခြင်းကျင့်ကြံပြုခြင်းတွေးခေါ်ခြင်းအားလုံးရဲ့အဓိကဘယ်ရလာလဲနှလုံးသားနှလုံးသည်အသက်ရှင်ပြီးဖြစ်သောကြောင့်သင်နှလုံးကိုအထူးသဖြင့်စောင့်ရှောက်အသက်တာတစ်ခုလုံးရဲ့အရင်မြစ်ကဒီနှလုံးသားလာအဲ့ဒီနှလုံးသားထဲမှာမကောင်းတာတွေများရင်လူကမကောင်းတာပဲလုပ်ပြီးအဲ့ဒီနှလုံးသားထဲမှာငါဆိုတဲ့အတ္တဇာတိတွေများလာရင်ကျမ်းစာဖတ်ရင်လည်းအဲ့ဒီတိုင်းပဲလုပ်ပြီးဘုရားရှိခိုးလည်းအဲ့ဒီတိုင်းပဲလုပ်ပြီးဒါဝိအတ္တတာကိုကျွန်တော်ကြိုက်တဲ့အချက်ကဘတော်မှသူကဖျားရဲ့သဘောကိုမဆန့်ကျင်သူ့ရဲ့တက်တာပဲသူအရန်လှုပ်ချင်တဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါဗိမာန်တော်စောက်ချင်ပတ်စံလည်းရှိတယ်ပုံချမ်းလည်းဆွဲပြီးသွားပြီစောက်ပြီးမဲ့သူတွေလည်းရှိတယ်သူကိုယ်တိုင်ဘယင်ဆိုတော့အမိတ်အာဏာလည်းသူစီရတယ်ဒါဖျားသခင်ပါဆိုဒါဝိမင်းမဆောက်အောင်မင်းလက်ကတွေးဆွန်ထားတယ်မင်းရဲ့သားရှောလမောငါစောက်တယ်ကျွန်တော်တို့သာဆိုလို့လုပ်ဖျားသခင်စောက်ခွင့်ပေးပါဖျားကိုကြည်ကြပါဒါမှသာလေဒေးဗစ်တမ်ပယ်ဒါသည်ဒါဝိရဲ့ဗိမာန်ဆိုပြီးတော့တမိုင်းမှာမှတ်တမ်းတင်ပါအခုတော့ဒါဝိရဲ့တမ်ပယ်လို့မှတ်တမ်းတင်ရှောလမုန်တမ်ပယ်ရှောလမုန်ရဲ့ဗိမာန်ဆိုပဲဘာလို့လဲနာမည်တွင်တယ်ဒါဝိကသူ့နာမည်ကြီးဖို့အတွက်အလုံးမလို့ဘုရားမှုလို့လုပ်တဲ့အခါမှာဘုရားသခင်မဆောင်နဲ့လို့ပြောတဲ့အခါမှာသူလုံးဝမလုပ်တကယ်တော့ဒါဝိလုံးမဲ့လို့ကမကောင်းတဲ့အလုပ်မဟုတ်ပါဘူးဘုရားကြောင့်ဆောက်တယ်ဆိုတာဘာလို့လဲကောင်းတယ်လို့ကောင်းတဲ့အလုပ်ဝင်ဖြစ်လင်စကားဖယားအလိုတော်မရှိရင် तू လုံးဝမလုံးဖယားအဲ့နှလုံးသားကိုကြိုက်ကောင်းတဲ့အလုပ်ဝင်ဖြစ်ကဖယားအလိုတော်မရှိရင်လုံးဝမလုံးကိုမလုံးဝလို့အနောက်ကလူလှုပ်ချင်တာလှုပ်ဆိုပြီးတော့မျက်နှာလွဲခဲပြေးထဲမှာဒါဝိမပေါ့အနောက်ကသူ့သားရှောလို့ကိုစောက်ဖို့အတွက်တစ်သားတွေကြီးဝါတွေရှူတွေအားလုံးဘာလို့ခဲ့တာပြင်ဆင်ခဲ့တာသူ့ရဲ့နာမည်ကမပါပေမဲ့ကျွန်တော်ဆိုကိုယ့်နာမည်ပါမှဒီအစီအစဉ်ငါလုပ်လိုက်တာဒီကိစ္စငါလုပ်လိုက်တာငါလုပ်အောင်မြင်တာဆိုကိုယ့်နာမည်ကိုပြောမှကျင်တတ်တယ်မလားဒါပေမဲ့ကိုယ့်နာမည်မပါရင်လည်းနှစ်သက်တဲ့ထဲမှာဒါဝိတ်ပါဘုရားသခင်မကြိုက်တဲ့အခါမှာ तू လုံးဝမဆောက်ဘူးဆိုပြီးဒါကြောင့်မို့ဒါဝိတ်ကိုဘုရားသခင်နှစ်သက်ရတဲ့အကြောင်းရင်းအဓိကချက်ကအဲ့ဒီနှလုံးသားကြောင့်ဖြစ်တယ်ငါရဲ့စိတ်နှလုံးနဲ့ညီညွတ်တော်သူဒါဝိတ်ရဲ့နှလုံးသားဘုရားရဲ့နှလုံးသားနဲ့ညီညွတ်တယ်ဒါကြောင့်သင်ရဲ့နှလုံးသားမှန်ဖို့
နှလုံးသားမှန်မှနှုတ်ကပတ်တော်ပေါ်မှာရက်တည်တက်လာမှာဖြစ်တယ်နှလုံးသားမှားရင်အတွေးခေါ်မှားမယ်အသက်ရှင်ခြင်းမှားမယ်ပြောတဲ့စကားတွေမှားမယ်လုပ်တဲ့အရာတွေအကုန်မှားမှာဖြစ်တယ်အဲ့ဒီနှလုံးသားမှန်ကိုသင်ဘယ်လိုလုပ်မလဲသင်လုံးလို့မရဘူးသင်နှလုံးသားကိုသင်မပြုတ်ပြင်နိုင်ဒါပေမဲ့ဘုရားသခင်ကသူပြုတ်ပြင်ပေးမယ်ဆိုတဲ့ဒီကျမ်းပိုင်းတွေဖတ်ပြီးတော့ဒီကုန်းချုံကောလူရှင်လူကခရစ်ဝင်ခန်းကြီး7တော်အပိုင်းငယ်6ကနေပို့တဖန်ဥပမာကိုမိန့်တော်မူသည်ကလူတယောက်ကိုဥယျာဉ်၌ဆက်သောသမောသဖပင်တစ်ပင်ရှိထိုပင်တို့လာ၍ဒီကိုရှာတော်လဲမတွေ့ထိုအခါဥယျာဉ်ဆောင်အားလေသုံးနှစ်ပတ်လုံးဤသမောသဖပင်တို့ငါလာ၍အတီးကိုရှာတော်လဲမတွေ့မရခုတ်ပြတော့အဘိဓါမြေကိုနှောက်ရှက်ရသည်ကိုအမိန်ရှိတော်ဥယျာဉ်ဆောင်ကသခင်ယခုနှစ်ရှိပါစေသောအကျွန်ုပ်သည်အပင်နာပတ်လေကိုတူးဆွာ၍နောက်ချေးကိုဖို့ပါမည်အတီးတီးကောင်းတီးပါလိမ့်မည်သို့မဟုတ်နောက်မှဖို့ပြတော်မူပါဟုရှောက်နေသည်ဟုမိန့်တော်မူဥယျာဉ်မှာဥယျာဉ်တစ်ခုမှာသင်္ဘောသဖန်းပင်တစ်ပင်ရှိတယ်အဲ့ဒီသင်္ဘောသဖန်းပင်ကသင်နဲ့ကျွန်တော်ဖြစ်တယ်အဲ့ဒီသင်္ဘောသဖန်းပင်ကိုဥယျာဉ်ဆောင်ဖြစ်တဲ့ခမည်းတော်ဘုရားလာကြည့်တယ်ဘာအသီးမှမတွေ့ဘူး3နှစ်ရှိပြီတဲ့3နှစ်အသိမသိတော့ဒါမြေကြီးကိုနှောက်ရှက်တာပဲခုတ်ပြလိုက်တော့ဥယျာဉ်ဆောင်ကသခင်ရှိဖြစ်တယ်ဥယျာဉ်ဆောင်ကယခုနှစ်တော့မလုပ်ပါသေးဘူးရှိပါသေးဘူးကျွန်တော်နည်းနည်းပြုပြင်အောင်မယ်ဥယျာဉ်ဆောင်ကဘာကိုပြုပြင်လိုက်တယ်အကိုင်းခတ်တွေကိုပြုပြင်လားတစ်ပင်ရဲ့အမြစ်ကိုပြုပြင်လားတစ်ပင်ရဲ့ပင်စီကိုပြုပြင်တာလားတစ်ပင်ရဲ့အရွက်တွေကိုပြုပြင်လားဥယျာဉ်ဆောင်ကဘာကိုပြုပြင်လိုက်တယ်ဥယျာဉ်ဆောင်ကမြေကိုပြုပြင်လိုက်တယ်အပင်နဲ့မဆိုင်မျိုးစေ့ကတမန်တရားမျိုးစေ့ကမှန်ပြီးသားအပင်ကြောင့်မဟုတ်ဘူးအဓိကဖြစ်နေတာဘာကြောင့်မြေကြီးကြောင့်မြေဆိုတာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်တယ်အဲကြောင့်မို့သင်ရဲ့အသက်တာထဲမှာအပြင်ပန်း action တွေထွက်လာတဲ့အရာတွေအတွေးခေါ်တဲ့အကြံစီတွေတမန်တရားကိုလွဲမှားစွာခိုင်းခဲ့အဲ့ဒီအရာတွေကဘယ်ကလာတာနှလုံးသားမှားလို့လာဒါကြောင့်ဘုရားသခင်ကဘာအောင်ပြင်လဲမြေဆိုတဲ့အပင်နာပတ်လေကိုကျွန်တော်တူးဆွပါမယ်ပြီးရင်နောက်ချင်းကိုပို့ပါမယ်ဘုရားသခင်အဲ့ဒီကြောက်တွေမျက်ရိုင်းတွေအားလုံးကိုတူးဆွပြီးတော့တူးဆွတဲ့အခါမှာနာမှာပဲဒါကြောင့်မို့ကျွန်တော်နှလုံးသားကိုပြုပြင်တဲ့အခါမှာဘုရားသခင်ကကောင်းတဲ့အရာတွေလည်းပြုပြင်တယ်တစ်ခါတည်းအဆိုးတွေလည်းတွေးတွေ့စေတယ်ဘုရားသခင်ကဘာကိုပြုပြင်တာလဲနှလုံးသားကိုပြုပြင်တာအဲ့ဒီနှလုံးသားမှားရင်အကုန်မှားပြီနှလုံးသားမှန်ရင်တော့သင်ရဲ့အသက်ရှင်ခြင်းလည်းမှန်လာမှာဖြစ်တယ်ဒါကြောင့်မို့ရှင်တော်ရောက်စီတိုင်းကျွန်တော်တို့ရဲ့နှလုံးသားကိုကျွန်တော်တို့မပြုပြင်နိုင်ဘူးဘုရားသခင်ကပြုပြင်မှာဖြစ်တယ်ဒါကြောင့်မို့သင်နှလုံးဒီအသက်အချိန်ဖြစ်သောကြောင့်သင်နှလုံးကိုအထူးသဖြင့်စောင့်ရှောက်တော့ဘာနဲ့စောင့်ရှောက်နှုတ်ကပတ်တော်တမန်တရားနဲ့စောင့်ရှောက်ဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်တမန်တရားကိုနေ့စဉ်ဖတ်ရှုပြီးတော့သင်ရဲ့အသက်တာကိုအဲ့ဒီဘုရားစကားပေါ်မှာအခြေတည်ထားပါအဲ့ဒီဘုရားစကားကိုဖတ်တဲ့အခါမှာလဲကိုယ့်အတွေးခေါ်နဲ့ဖြစ်သွားတတ်တယ်အဲ့ဒီဘုရားစကားကိုပြန်ပြီးတော့ apply လုပ်တဲ့အခါမှာလဲလွဲမှားသွားတတ်တယ်စာတန်လိုပေါ့ခုံချလိုက်ဆိုတော့အဲ့ဒီလိုလွဲမှားသွားတတ်တယ်အဲ့ဒီလိုမျိုးမဖြစ်ရလေအောင်နှလုံးသားကိုဘုရားသခင်ရဲ့ပြုပြင်ခြင်းကိုခိုင်လိုက်ပါဒါကြောင့်မို့သင်ရဲ့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်ကျွန်တော်ရဲ့နှလုံးသားမြေကိုကိုတော်တူးဆွပါကိုတော်ပြုပြင်ပါကိုတော်ပုံသွင်းပါကိုတော်ရှင်အိုထိန်ကျွန်တော်အိုပြီးဘလို့အချိန်တွေပဲဖြစ်ကိုတော်အလိုရှိတဲ့လမ်းကိုရှောက်စေပါကိုတော်ရဲ့တမန်တရားလမ်းထဲမှာကျွန်တော်ကိုတွာလာတက်စီဖို့ကိုတော်မဆာပါသင်ဟာဘုရားရဲ့တမန်တရားလမ်းထဲမှာအသက်ရှင်ပြီးတော့တွာလာတက်ရင်ဘယ်စင်းရဲခြင်းအမှသင်ကိုပြိုလဲအောင်လုပ်လို့မရဘယ်ယောဂါကမှသင်ကိုစိတ်တကြတော့အောင်လုပ်လို့မရကြိုက်တဲ့အချိန်တွေကြုံပါလေစေအချိန်တွေတိုင်းမှာလွတ်မြောက်နိုင်တော့သူဖြစ်မယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာပြန်ရှင်းကောင်းကြီးပေးပါစေ